တခါမင်္ဂလာပါတခါမှတော့မချေဘူး first time တော့တင်တာကညင်ကျေးဇူးပါတယ်ဒီနေ့ပဲဗျာဒီနေ့ပဲကွာမင်းဒီအစ္စလမ်ဘာသာဝင်တဲ့စစ်မှုထမ်းကင်းလို့ခွင့်ဆိုတဲ့အကြောင်းထဲမှာတချို့လိုအပ်ချက်လေးတွေမှားရုံးနေရလေးရှိတယ်ဟုတ်ကဲ့ပြောဒီဘာသာရေးစာတင်တဲ့အခန်းကဏ္ဍတွေကြောင့်ကညီမားနေတယ်မားလေးပြောပြပြဒါဘယ်နေရာမှာလဲပြောထောက်ပြပေးပါဒီမားရဲဆိုတာကဒီကျောင်းက3လနဲ့အပြည့်တက်လို့မရဘူးလေငါညီဒီကျန်းတအုပ်လုံးအာကုံစာဖို့ကို10နှစ်လောက်တက်ရတယ်နောက်တစ်ခါဆိုတော့နောက်တစ်ခုကျတော့ဟာဖိတ်ကြတော့3လနဲ့ဟာဖိတ်မဖြစ်ဘူးဘာလို့ဆိုကျန်းတာတအုပ်လုံးအာကုံစာရတာလေဟုတ်ပါပြီအဲ့တော့အမေကုန်းပြီးသွားပြီလားမသိဘူးထောက်ပြနော်ဒီနောက်တစ်ချက်လေးပြောပြပေးပါနောက်တစ်ခုကျတော့အာလင်ပေါ့အာလင်ဆိုတာကတို့ကျောင်းနိုင်ဘုံကြီးလည်းပြောလို့ရတော့ပလီတစ်လုံးမှာအာလင်တော့မပေါ့ဘူးမှာပြောရတဲ့မှာခုမှကျွန်တော်ဒီစကားကိုပြောအဲ့မှာဒီမှာအခုဖုန်းနောက်တစ်လုံးထားရတယ်လေဟုတ်ကဲ့ပြောပါအဲ့ဒါထားပါအဲ့မှာလဲဆွမ်းနာကိုပြောချင်တဲ့ဥစ္စာဆွမ်းနာလို့ပေါ့ဗာလဲဆိုတော့ဒီအားလုံးကအနည်းဆုံးကတော့ဟို10နှစ်အထက်မှာရှိတယ်ပြီးဖို့အတွက်ကသိတယ်မလားအဲ့လိုပြီးပြီဆိုလို့ရှိရင်တော့စောစောပိုင်းတော့ငါကြီးပြောတယ်ဒီပေါ့ဒီဘာသာရေးကဒီပြောရင်းပေါ့ဒီအိုလမာကနေပြီးတော့မှဒီတာနာရေးကကောင်စီကနေပြီးလုတ်ပေးတဲ့ကတ်တွေရပြီဆိုလို့ရှိရင်အဲ့ဒီကတ်ကနာတဲ့လူတွေဟာစစ်မှုထမ်းမထမ်းဘူးလို့ဆိုတဲ့ဥစ္စာကိုငါကြီးသွားချင်တာငါကြီး topic ကအဲ့ဗီဒီယိုကလေးကတွေ့ရတယ်အဲ့ဒီကိုသွားချင်တာဒါပေမဲ့အဲ့ဒီကိုသွားချင်တဲ့နေရာမှာဒါပေမဲ့ရာခိုင်နှုန်းအားဖြင့်တော့တကယ် original ចောင်းပြီးတဲ့လူပဲကြံမယ်တချို့လူကတော့အဲ့ပြောလို့3လနဲ့3နှစ်လောက်နေရတော့အဲ့ဒါတော့လုံးဝမဖြစ်နိုင်ဒါចောင်းတင်ယုံညွန်းနိုင်ရပြောပြတာနော်တင်ယုံညွန်းနိုင်ဟုတ်ပါဒါပေမဲ့တချို့ဥစ္စာတွေဟိုအဲ့ပြောတဲ့အဲ့ဒီဗီဒီယိုထဲမှာဒီနေ့တေချာနားထောင်ပြတယ်နှစ်ခေါက်လောက်စဆုံးနားထောင်ကြည့်တဲ့ခါကျတော့မစိုးပါဘူးဒါပေမဲ့အဲ့လိုမျိုးပုံစံတော့ငါတို့လည်းလက်မခံဘူးလေသိတယ်မလားဟိုတယ်မိုးပြိုများပေါ့ကွာသိတယ်မလားကွက်ချားမိုးရောက်တော့အဆင်မပြေဘူးလေကွက်ချားကတော့ဘယ်နေရာမှအဆင်မပြေဘူးသိတယ်မလားအဲ့တော့အဲ့ဒါလေးကိုအခုတက်ပြောချင်းဖြစ်တယ်တပြင်းထွေတူအတိုက်ခံအငင်းခုံဘာမှလုပ်ဖို့တော့မရှိဘူးဒီဘာသာရေးမှာဒီကျောင်းတက်တဲ့နေရာမှာအခန်းခန္ဓာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုဒီဟိုငါညီလည်းအဲ့မှာလည်းရှိပါတယ်ဆရာတွေသိတယ်မလားကျောင်းပြီးသားတဲ့အာလင်ဓမ္မပညာရှင်တွေရှိတယ်သူတို့နဲ့နည်းနည်းမေးကြည့်လိုက်ပါမေးကြည့်ပြီးတော့ပို့ပြီးတော့မှပြီးဆုံးအောင်သွားရင်ငါညီဗီဒီယိုလေးကပို့ပြီးတော့ဖြစ်သွားပို့ပြီးအဆင်ပြေသွားမယ်ဒီဘက်ကကျွန်တော်ဆန္ဒပြောသလိုပေါ့ဗျာနော်ကျွန်တော်မှအချစ်မုန်းမရှိပါဘူးနောက်တစ်ခုကအစ္စလာမ်ဘာသာဝင်နဲ့ပတ်သက်ပြီးကျွန်တော်မှမိတ်ဆွေတွေရှိပါတယ်ကျွန်တော်လေးစားသုံးတဲ့ဖြစ်ရှိရနော်သို့တော်လည်းဆန္ဒကိုပြောတဲ့စကားလေးကျွန်တော်ကြိုက်ပါတယ်မိုးပြိုအများမြန်မာနိုင်ငံမှာစစ်မှုထမ်းကိစ္စဟာအားလုံးတော့ဒန်းတူဖြစ်ရမယ်ဒန်းတူဖြစ်ရမှာဆက်တဲ့အတွက်ကြောင့်မို့လို့နောက်ဒီပေါ့ April မှာသူတို့ထုတ်သွားတဲ့ဥမာဒီဥမဲအွန်လိုင်းတို့ဒီထုတ်သွားတော့ပြင်ဆင်သွားတော့ပေါ့စစ်မှုထမ်းဥပဒေမှာဒီမှာအခုမှဒီပြီးခဲ့တဲ့လမှာပြင်ဆင်လိုက်တာလေပြင်ဆင်လိုက်တဲ့ဥပဒေမှာလိုအပ်ချက်လေးတွေပေါ့နော်လိုအပ်ချက်လေးတွေကျွန်တော်အနေနဲ့ဒါထောက်ပြခြင်းဖြစ်တယ်ဒီညမှာအစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဂါဂနာနာပေါ့နော်တေချာမလေးလာရတာတော့ဒါကျွန်တော်ဝန်ခံမှာဖြစ်တယ်နော်ဝန်ခံပါတယ်မှားနိုင်ပါတယ်ဆိုတော့ညာလေကျွန်တော်ရဲ့အဓိကရီမန်ချက်အဓိကရီမန်ချက်ကဘာလဲဆိုလို့ရှိရင်အားလုံးတန်းနေညီမျှဖြစ်ရမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အစ္စလမ်ဘာသာမှာကအစ္စလမ်ဘာသာမိမိနေထိုင်သောပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့ဟလာကိုယ်နိုင်ငံကိုကာကွယ်ရမယ်ဆိုတာအစ္စလမ်ဘာသာကျမ်းစာမှာရှိတယ်မလားကိုရှိတယ်ရနော်ရှိတဲ့အတွက်ကြောင့်မို့လို့အစ္စလမ်ဘာသာဝင်တယောက်ဖြစ်ပြီးဟေ့ဆိုလို့ရှိရင်အီမန်နဲ့အာဖစ်တွေဆိုတာမရှိဘူးနိုင်ငံကိုထိပါလာမယ်မိမိနိုင်ငံကိုကာကွယ်ဖို့ဟာအီမန်လည်းရှေ့တန်းထွက်ရမှာပဲနော်အာဖစ်လည်းရှေ့တန်းထွက်ရမှာပဲနော်အဲ့ဒါကြောင့်မို့လို့တစ်ချက်ဖြတ်ပြောခွင့်ပေးမလားခဏလေးကြာရှင်းပြပြောတရားနားထောင်သွားနော်ကြာရှင်းပြအကန်တော့မဟုတ်နော်အဲ့တော့အီမန်လည်းဖြစ်အာဖစ်ပဲဖြစ်ဘယ်လိုခေါ်မလဲမိမိနေထိုင်တဲ့နိုင်ငံအတွက်တစ္ဆာရှိရမယ်စစ်တပ်ရမယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုရန်ကျမ်းစာမှာကပြဋ္ဌာန်းထားပြီးသားဖြစ်တယ်နောက်တစ်ခုကအာဖစ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောတာ3လဆိုတဲ့စကားလေးမှာအကိုပဲနားလည်ဦးလဲတာပဲကျွန်တော်ရဲ့စကားပဲထပ်သွားလာတော့ကျွန်တော်ပြောမတတ်ဘူးเนาะကျွန်တော်ရရှိသိရှိရမှုတွေကြာပုံစံရဆိုလို့ရှိရင်သူတို့ကအတန်းပညာ2တန်း3တန်းအောင်4တန်းပေါ့ဒီပတ်ဝန်းကျင်ကျွန်တော်ကလည်း live ပြောရဖြစ်တဲ့အတွက်ကြောင့်မို့လို့စာစီပြောတာမဟုတ်လေအဲ့တော့စကားအဖြစ်နည်းနည်းလွဲနိုင်တယ်ထပ်နိုင်တယ်အဲ့တော့အဲ့ဒီပြီးလို့ရှိရင်လူငယ်တွေကခေါ်မယ်ဆိုတော့အာရဘီပေါ့ကျွန်တော်တို့ဒီကျမ်းစာပေါ့ကိုရန်ကျမ်းစာသင်တန်းကျောင်းတက်ပါတယ်တက်တဲ့အခါမှာအာဖစ်ဖြစ်တယ်ပေါ့နော်အာဖစ်ဖြစ်သွားပြီဆိုလို့ရှိရင်ကိုရန်ကျမ်းစာအုပ်ကိုဒါမျိုးကျွမ်းကျင်သွားမယ်ဆိုတော့ဒါကိုကျွန်တော်လစ်ခလိုက်ခဲ့ကျွန်တော်ဝင်ခံတယ်။ဘာကြောင့်ဒါကိုကျွန်တော်မသိဘူး။ဘာကြောင့်လဲဆိုတော့အာဖစ်တယောက်ဖြစ်ဖို့ဆိုတာလွယ်တောင်မှမဟုတ်ပဲเนาะကိုရန်ကျမ်းစာအုပ်ကိုစလုံးပေါင်းမှန်ခြင်းအဲ့တော့တနည်းအားဖြင့်အာဖစ်တယောက်ရဲ့အရေးအသွေးကဘာလဲဆိုလို့ရှိရင်ကျမ်းစာကိုနားလည်ခြင်းမနားလည်ခြင်းနဲ့မဆိုင်ဘူး။သူတို့လောက်ကအာဂုံဆောင်ပြီးတော့ဒီစာကိုစာတိုက်နှုတ်တိုက်ကြက်တွေနှုတ်တိုက်ရနေတော့အာဖစ်ဖြစ်။အဲ့တော့အာဖစ်တယောက်မြန်မာနိုင်ငံအာဖစ်တွေကသူတို့ရဲ့အခန်းကဏ္ဍကိုကျွန်တော်ဆက်လေ့လာကြည့်ပါလေ။လေ့လာကြည့်တဲ့အခါမှာမြန်မာနိုင်ငံကတကယ်ဟိုကောင်ဆိုတော့ရှေ့တောင်အာရှမှာအာဖစ်ပေါ့ဒီအစ္စလမ်ကိုရန်ကျမ်းစာနဲ့ပတ်သက်လို့ရှိရင်ထိတ်တန်းမယ်ဗျနော်ဒါမြန်မာနိုင်ငံကမွတ်စလင်တွေအနေနဲ့ကဒါကျွန်တော်တို့မြန်မာနိုင်ငံတော့လည်းဂုဏ်ယူပါတယ်နော်အဲ့တော့သူများနိုင်ငံမှာရှိလိုအပ်နေအောင်မှပဲထားပါတော့ဒီပေါ့ဒီဥပုပ်ကာလတွေပါဆိုရင်သူများနိုင်ငံတွေအာဖစ်တွေကိုငှားတယ်
မြန်မာပြည်ကအာဖစ်ကိုမငားပဲနဲ့မြန်မာပြည်ကအာဖစ်တွေကတော့မှနိုင်ငံတကာမှာသွားပြီးတော့နော်သွားပြီးတော့ဘာသာရေးပိုင်းဆိုင်ရာတွေမှာသွားပြီးတော့လုပ်ပေးနေရတယ်တွေ့တဲ့အတွက်မြန်မာနိုင်ငံကအာဖစ်အများဆုံးနိုင်ငံအဖြစ်သုံးသပ်လို့ရတယ်အာဖစ်အများဆုံးတော့ထူးချွန်တဲ့ဟိုဘယ်ခေါ်မလဲအစ္စလာမ်ဘာသာဝင်တောင်းဝိုင်းတွေများတယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကအာဖစ်တယောက်ကတနည်းအားဖြင့်သူ့အနေနဲ့ကစနာကျွန်တော်ပြောအီမန်မဟုတ်သေးဘူးအီမန်ဆိုတာပလီစီကကျွန်တော်လေးစားရမယ်ဒါမှန်တယ်နော်ကျွန်တော်စနာပြောသလိုပေါ့နော်တကယ်ကိုဒါတို့ကထပ်ပိုင်းရောက်သွားတယ်အာဖစ်ကဘာလဲဆိုတော့ तू ကနှုတ်တိုက်ကြက်ထားတယ်နှုတ်တိုက်ကြက်ထားပြီးတော့နောက်တစ်ခုကဘာသာရေးအကြောင်းမှာနေလဲရတယ်မနေဘဲနဲ့ကိုစီးပွားကိုလုံနေလဲရကိုစီးပွားကိုလုံနေအာဖစ်တွေအများကြီးရှိပါတယ်နော်အဲ့တော့ကျွန်တော်အဓိကဒီနေ့ပြောသွားတဲ့စကားတွေအဲ့ဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့အဲ့ဒီစီးပွားရေးလုံနေတော့အာဖစ်တွေကိုအဓိကထားပြီးရည်ရွယ်တာလို့ကျွန်တော်ပြောချင်တယ်နော်နောက်တစ်ခုကတော့စနာကျွန်တော်ပြောသလိုပါဗျာနော်အစ္စလာမ်ဘာသာဝင်တယောက်ဆိုလို့ရှိရင်အီမန်တွေအာဖစ်တွေမရှိပါဘူးကျွန်တော်တို့ဒီမိမိရဲ့နိုင်ထိုင်တဲ့နိုင်ငံကိုကာကွယ်ရမှာအီမန်လည်းထွက်ရမှာပဲနော်အီမန်မကောက်ဘူးကျွန်တော်ပြောချင်တာကအစ္စလာမ်ဘာသာဝင်တိုင်းကိုမှာတာဝန်ရှိပါတယ်နော်ကောနော်ပြောပါစနာစကားလေးဖြတ်တယ်စပြောပါကျေးဇူးတင်ဟိုအီမန်ဆိုတာကတက်ဟိုအီမန်ဆိုကအာရဘီလိုကတော့တောက်ဝင်ယုံကြည်မှုလို့ခေါ်တယ်ငါကြီးအဲ့ဒါလေးဆိုတော့တကားဖြတ်လိုက်တာ sorry ထောက်ပေးမလို့တဲ့ပေးမလို့တဲ့ပေးမလို့ဟုတ်ကဲ့ပါဆိုတော့အာလင်ဆိုတာဓမ္မပညာရှင်ကိုခေါ်တယ်အဲ့ဒါကြတော့ဆိုတော့ဒီတို့ကျောင်းနိုင်ဘုန်းကြီးဘုံသူကဆရာပလီဆရာပြတ်သွားပြီအဲ့တော့အီမန်ကတက်ဝင်ယုံကြည်မှုဆိုတဲ့ဒိတ်ပဲကိုရတယ်အဲ့ဒါအီမန်မသုံးနဲ့အဲ့နေရာမှာသူအာလင်မသုံးအောင်ပါအာလင်မသုံးအောင်ပါအီမန်ယုံကြည်မှုကိုပြောတာတက်ဝင်ယုံကြည်မှုအီမန်လို့ပြောတာအမေကအီမန်ဘယ်လောက်ရှိလို့လဲမင်းကတက်ဝင်ယုံကြည်မှုဘယ်လောက်ရှိလို့လဲတဘောအဲ့ဒါကိုသွားတာအဲ့ဒါကိုသူကအာလင်ဓမ္မပညာရှင်ပေါ့ဓမ္မအာလင်ဆိုလို့ရှိရင်တော့သူကမော်လီဆာပလီဆရာလည်းခေါ်မှာဆိုတော့ကျတော့ဟာဖစ်ဒါမှမဟုတ်လို့ရှိရင်ဟာဖစ်ဆတ်ဟာဖစ်ဆတ်ကအဲ့ဒီအာလင်နဲ့သူကပို့ပြီးခဲရင်းတယ်ဒါပေမဲ့အာလင်ကလည်းသူ့ကနေသူကတော့ခဲရင်းတယ်သူကကျတော့တလုံးချင်းကိုဘာသာပြန်ရတာဟိုလေမော်လီဆတ်တွေကျတော့မော်လီဆတ်ဆိုအာလင်တွေကျတော့တလုံးချင်းကိုဘာသာပြန်တာဟာဖစ်ကျတော့ငါညီပြောသလိုပဲနှုတ်တိုက်ဆွဲရတာတောက်ချောက်ဒါပေမဲ့အဲ့ဒီဥစ္စာတအုံလုံးရသွားပြီဆိုတော့မပြီးသေးဘူးဘွဲမပေးဘူးချက်ချင်းနဲ့နော်သူ့ကို3ချိန်3ကောင်ထပ်ပြီး run ခိုင်းအောင်ပါဆရာတယောက်ကဒီလိုသိမ်းမြင်လို့ပြီးနားထောင်ပါ non stop စာအုပ်မကြည့်ဘဲနဲ့ဒီလိုအဲ့ဆရာတယောက်ရဲ့ရှေ့မှာဒီလိုကိုရေးပြီးစက်တိုက်သူတပုတ်လုံးတထိုင်နဲ့အဲ့ဒါပြီးမှသူစနပ်ဆိုတဲ့ဘွဲလက်မှပေးမှာအဲ့တော့အဲ့ဒီဥစ္စာလေးနဲ့ငါကြီးပြောလိုက်တဲ့တဲမှာဆွမ်းတော်အဲ့ဒီဥစ္စာတွတ်တိုင်းလိုက်တဲ့ခါကျတော့တော်တော်လေးဟိုဟာဖြစ်သွားတယ်ကွာသဘောပေါက်လားအေးကြံနေခဲ့တယ်ပေါ့တောင်းလာဖြစ်ပြီလားဒီမှာအကန်တွေငါကြီးပြောဟဲ့မင်းရောဒါကြီးကတော့ဘယ်ပတ်ချတာအကိုအဲ့ဒီမသွားဘူးအဲ့ဒီကိုတွားဖို့လာတယ်လည်းမဟုတ်ဘူးအညီဒါလေးတော့ဒီလိုရှိတယ်ဒါဆိုဒါလေးဒီလိုလုပ်လိုက်ရင်ဒီဗီဒီယိုကလစ်လေးကပို့ပြီးတော့မှဟိုဟာဖြစ်သွားမယ်ဒါတော့ဒီရက်လေးနဲ့ပဲလာတာပါဟုတ်ကဲ့ကျွန်တော်မြန်မာနိုင်ငံမှာဗျာကြီးပိုင်းတွေထဲမှာလည်းအစ္စလာမ်ဘာသာဝင်တွေကိုမြင်တွေ့ကြပါတယ်အဲ့တော့ကြောင့်မို့လို့ကြီးပိုင်းမှာရှိရင်အငယ်ပိုင်းမှာလည်းရှိရမယ်အားလုံးမှာရှိရမှာပေါ့နော်အခုတော်လိုင်းတိုင်းဝမ်မှာဆိုလို့ရှိရင်လည်းဒါအစ္စလာမ်တွေအများကြီးကိုကျွန်တော်တွေ့ပါတယ်အဲ့တော့ဆိုလိုချင်တာတော့ဗျာအစ္စလာမ်တွေကျွန်တော်စစ်မှုထမ်းဥပဒေကိုညီညွတ်စေချင်တာပါညီညွတ်စေချင်အားလုံးမျှတစေချင်တာအဲ့အဓိကထားပါတယ်ကွယ်နော်ကျွန်တော်အနေနဲ့အစ္စလာမ်တွေပုံမှန်ကံမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဒါလောကတရားရဲ့ဖြစ်တည်မှုတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကြိုးစားရမှာပါနော်။ Okay အခုထောက်ကြရတယ်ပြောခွင့်ပေးလို့ဟုတ်ကဲ့ပြောပါဦး။ကျေးဇူးတင်တယ်ပြောခွင့်ပေးလို့ကျေးဇူးတင်တယ်။ဥပမာကိုမလေးရှားမှာဆိုတော့17နိုင်ကျော်သွားပြီမနေ့ကျတော့စောကြီးထားမယ်။ကျွန်မလည်းတိတ်မကောင်း။နားခွင့်ပေးပါ။ဟုတ်ကဲ့ပါဗျာနော်။ Okay ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ။ကျေးဇူးပါကျေးဇူးဟုတ်ကဲ့ပါနော်။အဲ့တော့ဟုတ်ပြီကိုဖိုကာကြီးပြောပါဦးများမင်္ဂလာပါမင်္ဂလာပါကိုမောင်ဒီအစ္စလာမ်ကျောင်းကိုပြောသွားတာတော့တော်တော်ကြာလေးနားထောင်လိုက်ရပေါ့လေကိုမောင်ကအခုကကျွန်တော်တို့ကိုမောင်တို့ယူရိုမှာပေါ့နော်ကိုမောင်တို့ကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင်သိပါတယ်အရင်တော့ multi culturalism ဆိုပြီးတော့အဲ့ဒီအများအထူးသဖြင့်မွတ်စလင် people တွေ immigrants တွေပေါ့နော်အများသောအားဖြင့်ဒီအာဖရိကလာကြတာသူတို့ကအဲ့တော့ multi culturalism ဒါ okay တဲ့လာကြသူတို့လည်း warmly welcome လုပ်ခဲ့ကြတာအဲ့ဒီယူရိုပြည်ကအခုဘာဖြစ်လာကြလဲဆိုတော့သူတို့တွေက immigrant တွေရောက်လာတဲ့နဲ့အတူ religious harmony မှာသူတို့က fanatism တွေကများတယ်သူတို့ကတစ်ဖက်စွန်းရောက်တွေကများတဲ့အတွက်ကြောင့်မလို့သူတို့ဟာလာ host country လို့ခေါ်တဲ့အင်္ဂလန်မှာဆိုလဲဟာလာသူဌာနေအင်္ဂလန်မှာရှိပြီးသားဟာလာအင်္ဂလန်နိုင်ငံသူနိုင်ငံသားမူရင်းတွေရဲ့ဘာသာအဓိကဘာသာဖြစ်တဲ့ဒီ Christian ပေါ့နော်အဲ့ဒီရဲ့ value တွေနဲ့ clash တော်တော်ဖြစ်လာတယ်ဗျတော်တော်ဖြစ်လာပြီးတော့သိရမလားမွတ်စလင်တယောက်ကသူ့ကိုမဲလို့မဆိုသူ့ရဲ့ဘာသာကိုဝင်ရတယ်ဗျဘာသာကြားဆိုရင်ဒါမျိုးတွေကဟိုသူတို့နိုင်ငံရဲ့ value တွေနဲ့ကြည့်တဲ့ခါကျတော့လူတယောက်မှာကသူကလွတ်လပ်စွာကိုယ်ကွယ်မှုရှိတယ်ဆိုတဲ့ခါပါသူတို့ရဲ့ဘာသာကိုယ်တိုင်ကအဲ့လိုဖြစ်နေတာအဲ့တော့ဒီယူရိုပနိုင်ငံတွေမှာလည်း multi culturalism ကိုဟိုတွင်းင်းကြဲကြဲကြီးអော်ခဲ့တဲ့ခေတ်ကအခုကုန်သွားပြီဗျ။ကုန်သွားပြီးတော့အခုဘာဖြစ်လာလဲဆိုတော့ Trump လက်ထက်ရောက်တော့အမေရိကမှာလည်းဒီလိုဟာလေးတွေတွေ့လာတယ်။ယူရိုမှာဆိုရင်အဆိုးဆုံးပဲနော်။အခုဆိုရင်သူတို့မှန်းထားတာကသူတို့အခုလောလောဆယ် Muslim population က5 to 6% လောက်ရှိပါတယ်။ဒါပေမဲ့သူတို့ကလည်း
တားပေါက်နှုံးရတယ်သူတို့ကအောင်မြင်တယ်ဗျသိလားကိုမောင်အဲ့ဒီတော့လာမဲ့မကြခင်ကာလမှာအဲ့ဒီရဲ့ရာခိုင်နှုန်းက15ရာခိုင်နှုန်းလောက်ထိရောက်သွားမယ်လို့သူတို့ကမှန်းဆထားတယ်အခုဒီ6% လောက်ရှိတဲ့အချိန်မှာပဲသူတို့ကအဲ့ဒီဘောင်တွင်းကနေပြီးတော့သူတို့ရဲ့ဒီဘာသာတရားနဲ့ပတ်သက်တဲ့ right တွေကိုအတင်းသူတို့ကဒီထိုးဖောက်ပြီးယူရင်းတဲ့ပုံစံမျိုးတွေလမ်းပေါ်တွေထွက်ကြတယ်ဒါမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေလည်းဒါတွေကိုသတိအများကြီးပြုလာမိပါပြီအမေရိကဆိုရင်ဗာပြောလဲဆိုတော့ဒီ Trump ကြီးကိုယ်တိုင်ပြောခဲ့တဲ့စကားကြီးလည်းအများကြီးရှိပါတယ်ဒါပါတော့ဒါကြာသွားမှကြောက်လို့ကျွန်တော်ကြာကြီးမပြောချင်အဲ့တော့သူတို့ဝင်လာတဲ့အခါမှာအဓိကဖြစ်တဲ့ပြဿနာကတော့သူတို့တွေက religious harmony နဲ့အနေနဲ့သူတို့မှာရှိတဲ့သူတို့ကိုးကွယ်တဲ့ဘာသာသူတို့ကိုးကွယ်တဲ့ဘာသာကိုသူတို့ကကိုးကွယ်တယ်ဆိုပေမဲ့ religious harmony ကိုသူတို့ကမတည်ဆောက်နိုင်ဘူးတဘောကပြောမယ်ဆိုရင်တော့ဌာနေသူတို့ majority ရဲ့ Christian ဘာသာဝင်တွေရဲ့ထုံတန်းစင်တာတွေကိုသူတို့တွေကနေပြီးတော့ရိုက်ချိုးဖို့ကြိုးစားတယ်ဒါမျိုးတွေအများကြီးဖြစ်တာနောက်တစ်ခုက terrorism နဲ့ပတ်သက်ရင်အထူးသဖြင့်ဘုံခွဲပြီးဟိုနားမှာဟိုတခုဖြစ်ပြီးဆိုရင်များတော့အဲ့ immigrant တွေနဲ့တွားပြီးတော့ဆက်ဆက်နေတယ်သူတို့ထဲကနေပေါက်ဖွာလာတဲ့ဟာတွေကများတယ်နောက်တစ်ခါဒီ culture နဲ့ပတ်သက်တဲ့ fiction တွေကတော့အများကြီးပေါ့ဗျာတကယ်တမ်းကျရင်တော့တို့က free speech တို့ freedom of expression တို့ဘာလို့မကတော့ဘူး women right တို့ LGBT right တို့ဘာလို့ပြောလာတဲ့အခါမှာတို့ရဲ့ဒီ Islam ဘာသာတွေရဲ့တို့ရဲ့ဂုဏ်ယူကိုးကွယ်မှုကိုတို့ကဒါကစန့်ကျင်မှုရှိတယ်လို့တို့ကယူဆပြီးတော့အင်မတန်မှတို့ကကန့်ကွက်မှုတွေလုပ်ကြပေါ့ဗျာအဲ့ဒီတော့ပြောရမယ်ဆိုရင်တော့အခုခေတ်ကတော့ယူရိုပမှာလည်းပဲတကယ်တမ်းကျရင်တော့ immigrant တွေရဲ့ပါလာတဲ့သူတို့ရဲ့မွတ်စလင်ပေါ့ဗျာအဓိကကတော့အဲ့ဒီရဲ့ religious harmony ကိုသူတို့ကဒီ religious harmony ဆိုတာအင်မတန်မှအရေးကြီးပါတယ်ဒါကိုသူတို့က maintain မလုပ်နိုင်ဘူးသူတို့ကဌာနေတိုင်းရင်းသားတွေရဲ့ဌာနေလူမျိုးတွေရဲ့ဘာသာ main ဘာသာတရားဖြစ် Christian ကိုစော်ကားတာဖြစ်လာတဲ့ကြောင့်မလို့အခုအချိန်ကာလကတော့လူတွေရဲ့နှိုးကြွမှုတွေဒီ Islamization ကိုနဲ့ပတ်သက်လို့နှိုးကြွမှုတွေအင်မတန်မှကဘာတဝမ်းမှာထွန်းကားနေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်မြန်မာပြည်မှာလည်းအလားတူပါပဲခုနပြောသွားတဲ့ပုံစံတွေကအလားတူပါပဲကိုဖကပြောချင်တာကဒါရှုတော့မြင်တစ်ခုပေါ့ဗျာနော်လက်ရှိပေါ့နော်ကိုဖကမြင်တို့မြင်မှုဆိုရှင်ကိုဖကထိုင်ကြည့်တဲ့ဘက်ကကြည့်ရမှာကြည့်တဲ့အခါမှာအချက်လက်တွေဖြစ်ရက်တွေပြစ်တည်မှုတွေအများကြီးကိုတွေ့ရပါတယ်ဒါလည်းကျွန်တော်ညင်းလို့မရတဲ့အချက်ပေါ့လေနော်နောက်တစ်ခုကတော့အကောင့်ဘက်ကကြည့်ခြင်းအကောင့်ဘက်ကကြည့်တဲ့ဘယ်လိုဖြစ်သွားလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဥရောပရဲ့ဒီပေါ့ liberalism ကအရန်ကိုဒီဒုဖွဲ့စည်းနဲ့ပတ်သက်ပြီးတော့ဆက်လက်ထိမ့်သိမ်းနိုင်ဖို့တည်မြဲနိုင်ဖို့တော့မလွယ်တဲ့အခြေအနေမျိုးတွေဖြစ်သွားတာ။ဘာလဲဆိုတော့နောက်ဆုံးပိတ်ပေါ့ဗျာနော်အမေနေ့ခေါ်လို့မရတော့ဘူးနော် Baden people day ကိုပြောရမယ်ပုံစံမျိုးဖြစ်နေ။ဆိုတော့ကျွန်တော်မွေးထုတ်တော့သူတယောက်ရဲ့နေ့ပုံစံမျိုးပြောသားမဲ့ပုံစံအမေဆိုတဲ့တန်ဖိုးတွေပေါ့ဒီခါချာယဉ်ကျေးမှုခါချာတွေအားလုံးကိုကြော်လွန်ပြီးတော့နောက်ဆုံးပိတ်ပေါ့ယောက်ျားလေးအိမ်သားမိန်းမတက်မိန်းမလေးအိမ်သားယောက်ျားတက်နောက်ဆုံး trend တွေအထိကိုလက်ခံတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့ liberal အရန်ဆုံးရောက်သွားရင်လည်းမကောင်းသလို conservative အရန်ဆုံးရောက်သွားရင်လည်းမကောင်းဘူးအဲ့အတွက်ကြောင့်မလို့society တစ်ခုအနေနဲ့တော့ယဉ်ကျေးစွာညှိနှိုင်းနေတဲ့ပုံစံတွေရောတွေ့ရတယ်အဲ့တော့ Islam တွေရောက်လာခြင်းကလည်းကျွန်တော်တို့ဒီရတဲ့ဒုဖွဲ့စည်းကပြက်လက်မဲ့ကျုပ်ကျောင်းတွေဆိုပိတ်ပြရတာဘာကြောင့်ဆိုတော့ကလေးတွေဆက်မမွေးကြတော့ဘူးဒါတွေကလည်းကျွန်တော်တို့နှစ်ဖက်ကြည့်ရမယ့်ပုံစံမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒေတာလွတ်လပ်ခြင်းသူတွေနဲ့ဒီခြားထဲမှာကျွန်တော်ဒါကြီးကအကျဉ်းဆွေးနွေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတိုင်းတာလေးကိုပြင်ဆင်ထားခြင်းမရှိဘဲနဲ့ကျွန်တော်ဒီကိစ္စတော့မဆွေးနွေးခြင်းသေးဘူးကိုဖကအမြင်နဲ့အချက်လက်တွေကကိုဖကမှတ်ပါတယ်နော်ဒါပေမဲ့ဘာပေါင်းဆောင်နဲ့ရှုထောင့်ပေါင်းဆောင်ချီဆွေးနွေးရမယ့်ပုံစံမျိုးတွေရှိပါကိုဂျစ်တူမင်္ဂလာပါနော်ဂျစ်တူရဲ့မင်္ဂလာပါပြောရရပဲပြောပါဂျစ်တူကပြောချင်တာမိုက်ဖွင့်တာမယ်နော်မိုက်ဖွင့်ပြပါလေကိုကဖွင့်မလားမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်တို့အခုလိုဖြစ်နေတဲ့အတိုင်းအတာတစ်ခုပါပေါ့နော်ဒီတော်လန်ရေးကြီးကဒီလောက်နဲ့ပြီးဆုံးသွားမှာလားပေါ့ကျွန်တော်သိချင်တာကိုမောင်နေတော်လန်ရေးကဒီလောက်နဲ့ပြီးဆုံးသွားမှာလားပြောသိချင်သိကောင်းတယ်မိကုန်ပါဗျာနော်ညနေနေနဲ့တော်လန်ရေးကိုအာကိုလာအားပေးလာတော့ကိုမသိဘူးပေါ့နော်ကျွန်တော်အခုအနေနဲ့တော်လန်ရေးကိုစာနာစိတ်ထားတယ်လို့ရှိတဲ့ရှိထိုင်ဖြစ်တဲ့ဖြစ်ထိုင်လို့ပေါ်လာတဲ့ຢာတစ်ခုနဲ့အရှိကိုရှိတိုင်းလက်ခံပါတယ်ရှင်းနေမှအောင်နော်လက်ခံတယ်တော့လည်းပဲတော်လန်ရေးဆောင်ရွက်နေသူတွေအားလုံးပင်ရင်တည်ထားမယ့်အချက်တွေရှိပါတယ်တော်လန်ရေးဒီလည်းမြန်မာနိုင်ငံရဲ့အင်အားစုတစုဖြစ်တယ်သူတို့တည်ထားမှာဖြစ်တယ်ကျန်တဲ့အင်အားစုတွေရှိသေးတယ်နော်တော်လန်ရေးတစ်ခုတည်းကဒီမြန်မာနိုင်ငံတစ်ခုလုံးကိုအားလုံးကိုပေါ့နော်ထိန်းချုပ်သွားနိုင်မယ်ပေါ့နော်ပခုံးနိုင်ငံရေးတစ်ခုလုံးကိုခုံးထမ်းတင်သွားနိုင်မယ်ဆိုတာကတော့တော်လန်ရေးလဲသူတို့အခုလက်ရှိအခြေအနေမှာသိနေပါပြီသူတို့ဖြစ်နိုင်နော်မဖြစ်နိုင်တဲ့အတိုင်းအတာလေးရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တော်လန်ရေးကဆက်လုပ်ရမယ်ဆက်လုပ်တဲ့ဆိုတဲ့အတိုင်းမှာစီကန်းရှိသောတော်လန်ရေးဖြစ်ရမယ်စနစ်ကျသောတော်လန်ရေးဖြစ်ရမယ်နောက်တစ်ခုကစီယုံရင်ကောင်းသောတော်လန်ရေးဖြစ်ရမယ်ဥပမာဖြစ်ကျန်တဲ့အမြင်မတူတဲ့အုပ်စုတွေပေါ်မှာဘယ်လိုကောင်းလဲဆိုလို့ရှိရင်လုံးဝ negative ဆန်နေတာမျိုးတွေရလိုတာမျိုးတွေမရှိသင့်တော့ဘူးအဲ့တော့မိမိတော်လန်ရေးမိရက်တည်ပါတခြားတော်လိုင်းဆိုတဲ့နေရာမှာအများကြီးရှိတယ်ဆိုတော့ကျွန်တော်မြေပေါ်တော်လိုင်းရှိတယ်မြေရောက်တော်လိုင်းရှိတယ်လွတ်တော်တွေတော်လိုင်းရှိတယ်ဥပဒေတွေတော်လိုင်းရှိတယ်နော်အဲ့တော့
ဒီအဖွဲ့အစည်းတွေအားလုံးကိုစီးယုံနိုင်မှုတို့စူးစမ်းမှာဖြစ်တယ်အဲ့တော့တော်လန်ရေးအနေနဲ့လက်တွေ့ဖြစ်နေသော reality ပေါ့ new reality ကိုလက်ခံနိုင်ရမယ့်အခြေအနေတွေရှိပါတယ်နော်အဲ့တော့တော်လန်ရေးကလည်းဆက်သွားမှာဖြစ်တယ်လို့နိုင်ငံရေးအပြောင်းလဲအတွက်အခုချိန်မှာကိုတို့တော်လန်ရေးကိုဘယ်လိုခေါ်မလဲဓမ္မဒိဋ္ဌာန်ကြီးဖွဲ့ဖို့လိုအပ်ပြီအရင်လိုမျိုးတော်လန်ရေးဟာຫນွေဦးတော်လန်ရေးဆိုတာပဲသတ်မှတ်လို့မရဘူးတော်လန်ရေးဆိုတာဘာလဲမညီမျှမှုတွေတော်လန်နေတမျှကာလပတ်လို့မညီမျှမှုကိုစန့်ကျင်ခင်ဗျားစီတော်လန်ရေးပဲဘယ်သူမှဆိုတော်လန်ရေးပဲစစ်သားဖြစ်နေသည့်တိုင်အောင်စစ်တပ်ထဲမှာဘယ်လိုခေါ်မလဲအမှန်တရားအတွက်အလုပ်လုပ်နေတယ်ဒါတော်လန်ရေးပဲအစိမ်းဖြစ်နေသည့်တိုင်အောင်တော့မှပဲမှန်တာကိုမှန်တယ်မှားတာကိုမှားတယ်အမှန်တရားဖြစ်ဖို့အတွက်စူးစမ်းနေခြင်းကလည်းတော်လန်ရေးပဲဖြစ်တယ်နိုင်ငံတော်ဘော်ဟူပြုပြီးတော့ပေါ့နော်အထို့တူလွတ်တော်ထဲရောက်နေတဲ့သူတွေသူတို့တွေလည်းလွတ်တော်ထဲမှာနိုင်ငံကောင်းနိုင်ငံဘော်ဟူပြုပြီးတော့အမှားအမှန်အကောင်းကျိုးအကြောင်းကျိုးကိုညီမျှအောင်လုပ်နေပြီးကာလပတ်လို့သူတို့လည်းတော်လန်ရေးပဲအားလုံးဟာတော်လန်ရေးပဲလက်နက်ကင်တော်လန်ရေးကလည်းတော်လန်ရေးပဲဖြစ်တယ်နောက်ဆုံးပြီးပေါ့ဗျာနော်ဦးမင်းအောင်လိုင်းကြီးကဘယ်လိုခေါ်မလဲဆိုတော့ပြည်သူတွေအားလုံးအတွက်ကြည့်ရှုပြီးတော့ဟုတ်လားလောက်တင်လောက်ထိုက်တာညှိနှိုင်းပြီးတော့နိုင်ငံရေးကိုကောင်းအောင်ပေါ့သူ့ရဲ့ပါဝါနဲ့လုပ်ပြီးမယ်ဆိုတော့ဒါသူလည်းတော်လန်ရေးပဲအဲ့တော့တော်လန်ရေးအနေနဲ့ရင်ဖွင့်ဖို့လိုလာတယ်ပို့ပြီးတော့စီယိုရေးကောင်းဖို့လိုလာတယ်ပို့ပြီးတော့စနစ်ကြစနစ်ကြဖို့လိုလာပါတယ်နော်အဲ့လိုမျိုးပြောပြရစီအလူပီလာဒီတော်လန်ရေးရပြီးဆုံးသွားနိုင်လားပြီးဆုံးသွားနိုင်ဟုတ်ပါပြီတော်လန်ရေးဒီတိုင်းဆက်သွားမယ်အခြေအနေရှိတယ်ပြီးဆုံးသွားတော်လန်ရေးဆိုတာမှတ်ထားပါဘယ်တော့မှမပြီးပါဘူးကဘာကြီးရှိနေတယ်တော်လန်ရေးရှိနေမှာဖြစ်တယ်တော်လန်ရေးဆိုတာဘာစနစ်ကိုပြောဆိုပါမညီမျှမှုတွေဖြစ်တိုင်းမှာတော်လန်ရေးလောက်အောင်လုံးတဲ့ပုံစံလေးတွေဟောသွားတာပေါ့နော်တော်လိုင်းတစ်လုံးရှိနေမှာအဲ့80လုံးတော်လိုင်းရှိခဲ့တယ်အဲ့မတိုင်ခင်ကတော်လိုင်းရှိခဲ့တာလူပိသားသူလူကိုလှည့်ပေးပြစီနော်လူပိသားတဲ့လူလည်းမင်္ဂလာပါဟုတ်ကဲ့ကိုမောင်ရေမင်္ဂလာပါဒီမှာစစ်တပ်ကြီးကလေသမားတွေကိုလေစိုက်ကတေးကဈေးနှုန်းနဲ့ပြန်ရတဲ့ဈေးနှုန်းတွေကအရန်ကွာခြားနေတယ်လေသမား73စီလေးတဲ့ဖြစ်ပါတယ်ဖြစ်ကျွန်တော်မသိလို့မေးပြရစီမလာစစ်တပ်ကြီးကထမင်းမစားတော့ဘူးလားလို့ကျွန်တော်မေးပြရစီကိုမောင်ရေခုလေသမားတွေအရေးပေါ့နော်ဒေတာဆောင်ရပြရမယ့်ကိစ္စတွေရှိပါတယ်73စီနော်နောက်တစ်ခုကသူတို့ရဲ့ငွေကြေးလိုအပ်ချက်တွေစသဖြင့်ပေါ့အားလုံးဆောင်ရပေးနိုင်ဟုတ်ပါတယ်ဒီလေးပြောသလိုတို့မြန်မာနိုင်ငံစံအဓိကစားနေတာစံစားနေတဲ့နိုင်ငံကပြပစံပြန်ဝယ်စားနေမဟုတ်သေးဘူးအဲ့တော့ဒီနိုင်ငံမှာတီးထက်တင်းညက်တွေနဲ့အသေးညက်တွေပြန်လီဖွင့်ဖြိုးနေတယ်ဗီယက်နမ်တို့ထိုင်းတို့သူ quality ရန်ကောင်းတဲ့အတွက်ကြောင့်မလို့ဈေးနှုန်းကမှတဖြည်းဖြည်းမြင့်လာနော်အမေရိကန်စံတွေတင်ပို့နေကြဗီယက်နမ်တို့ထိုင်းတို့အိန္ဒိယတို့အဲ့တော့ကိုရီးယားနိုင်ငံကအခုလက်ရှိအချိန်မှာအဓိကအားထားရဖြစ်တဲ့တို့စံစဘာပေါ့နော်စံစဘာကိစ္စမှာလေသမားတွေဘဝပြတ်တဲ့လောက်တဲ့အခြေအနေမျိုးတွေဖြစ်နေတယ်အခုတို့လက်တွေ့ဒါနယ်ပြည်မှာစုံစမ်းကြည့်ပါလေစုံစမ်းကြည့်တဲ့အခါမှာစနာကြီးလေးပြောသလိုအခက်အခဲဒုက္ခတွေရောက်နေတယ်လောင်စာသူတို့လည်းကောင်းဆုံးကြိုးစားပြီးတော့တွေ့တယ်ဘာကြောင့်လဲဆိုတော့ငွေတွေချိပေးတယ်နော်ချိပေးတယ်လောက်တယ်နောက်က73စီနဲ့ပတ်သက်လာလို့ရှိရင်တော့အခုချိန်ထိတည်တည်ချာချာစီမံနိုင်ခြင်းမရှိသေးတာတော့တွေ့ရတယ်နောက်တစ်ခုကတော့လေသမားတွေအခုလက်ရှိချိန်မှာရှုံးနေကြတယ်နော်ပြီးခဲ့တဲ့နှစ်ကဆိုစဘာတွေရှုံးတာပေါ့ဈေးတွေကျတာပို့ဆိုပတ်သက်ဒီမဲ့အခုတော့မှစဘာပေါ့ဟိုချို့ဆိုလို့ရှိရင်စောစီရောင်းနေသူရှိစဘာတော့ဘလို့မှမလောင်ရတော့အဲ့တော့စဘာစီမကောင်းဘူးလေလုတ်တဲ့သူတွေအားလုံးကလေတွေကိုမလုတ်ကြတော့ဘူးအခုလေလုတ်တဲ့နေရာတွေအားလုံးကိုချို့ဝယ်ပြီးတော့မြေကွက်ရိုက်ရောင်းနေတဲ့အခြေအနေတွေတောင်ရှိနေပါတယ်နော်အဲ့တော့တို့နိုင်ငံအနေနဲ့အခုမြန်မာကနိုင်ငံခြားကိုစံတင်ပို့ဖို့ကြိုးစားတယ်အမေရိကန်နဲ့အခုချိတ်ဆက်နေရလျက်ရှိပါတယ်နော်အမေရိကန်နိုင်ငံကိုမြန်မာနိုင်ငံကဒီပေါ်ဆန်းမွေးဆန်ကဘာမှာအကောင်းဆုံးစံအသင်းမှာပေါ့ဘယ်လိုခေါ်မလဲစံလောကမှာအကောင်းဆုံးကဘာအကောင်းဆုံးနံပါတ်1စံဖြစ်နေသတ်မှတ်ခံထားရတာဟုတ်အဲ့တော့အဲ့ဒီစံကိုအမေရိကန်တင်သွင်းနေတာတွေရှိတာလေအဲ့တော့အဲ့စံကို AR တိုင်းမှာပဲအဓိကစိုက်တာဖြစ်တယ်အဲ့တော့ဒီစံတွေစိုက်ချင်းတဲ့အတူတို့လေသမားတွေတောင်သူလေသမားတွေရဲ့ဘဝတွေပြန်ရှင်းသန်လာဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုလို့ရှိရင်တော့ကိုတို့နိုင်ငံကိုနိုင်ငံတကာကစီးပွားရေးပိတ်ဆို့ထားတာတွေအများကြီးပြန်ဖွင့်ပေးနိုင်ပါသားလေလေသမားတွေလည်းအပြန်အစီအပြေအားလုံးစီပြေမယ်အဲ့လိုဖြစ်ဖို့ကဘာလိုလဲဆိုလို့ရှိရင်အခုနိုင်ငံရေးမတိုးတက်သည့်ကာလပတ်လုံးဘယ်တော့မှဒါတွေအဆင်ပြေမှာမဟုတ်ဘူးနိုင်ငံရေးတိုးတက်ဖို့ဘာလို့လဲစနာပြောသလိုပေါ့နင်းတစ်ဖွဲ့နိုင်ငါ့ဖွဲ့နိုင်တစ်ဖွဲ့ခွဲပြီးပြန်ဖြစ်နေနိုင်ငံရေးတိုးတက်တာမဟုတ်နိုင်ငံရေးကွဲပြဲနေတာအဲ့ဒါကြီးပြန်စုစည်းပြီးတော့နိုင်ငံကိုအရှိန်အဟုန်နဲ့မသွားနိုင်ရင်ဒီလေးစနာပြောသလိုပေါ့ခင်ဗျားတို့စံမစားတော့ဘူးလားဆိုတဲ့စကားကိုအကိုတို့ဖြေရတဲ့ပုံစံလေးဖြစ်နေပြီတဲ့အဲ့တော့ကိုတို့မျှော်လင့်ပါလေဟုတ်ကဲ့ကိုမောင်ဟုတ်ကဲ့ကိုမောင်ဖြေရပြီနော်အောင်လှည့်ပေးပြအောင်ဟုတ်ကဲ့ကိုမောင်ကျေးဇူးပါဗျာနော်ကျေးဇူးပါအောင်မင်္ဂလာပါကိုမောင်ရေမင်္ဂလာပါဗျကျွန်တော်မင်္ဂလာပါဟယ်လိုကိုမောင်ရေမင်္ဂလာပါဗျမင်္ဂလာပါကြားပါနေပြောပါဟယ်လိုအခုကကြားတယ်တို့ကျွန်တော်ရင်တော့ဝင်ခံနေတာကတော့ကျွန်တော်ရင်တော့ဝင်ခံနေတာကတော့ရင်တော့ဆဲခဲ့တာပေါ့ကိုမောင်ဟိုဆဲခဲ့တာရှိရအတွက်တောင်းပန်ပါတယ်အခုကိုမောင်ကလမ်းမှန်ပေါ်ပြန်ရောက်လာတော့လည်းအများကြီးဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတော့ဒီလိုအနေနဲ့လည်းနားလည်လာတာကျွန်တော်မေးချင်တာကိုဟိုခုကျွန်တော်မေးချင်တာကအခုကျွန်တော်တို့ပြည်သူတွေကိုလေနဲ့ဘုံကျဲနေတဲ့ဟိုမင်းအောင်လိုင်းစစ်တပ်ကတကယ်လို့များရှုံးသွားခဲ့ရင်သူတို့ဘယ်လောက်ထိများအပြစ်ဒဏ်ကြနိုင်လောက်လဲပေါ့ကိုနော်အဲ့ဒါလေးကျွန်တော်သိရမှာကို
အေးပေါ့နိုင်တဲ့သူကတမိုင်းရေးပြီးတော့စစ်ပွဲပြီးသွားလို့ရှိတော့နိုင်တဲ့သူကတင်သွင်းသောဥပဒေတွေလေးအသက်ဝင်ပါလေနိုင်ငံတကာဥပဒေတွေဆိုတာလည်းစားလို့ရှိရင်ဥပမာဖြစ်ဆဒမ်ဟူစိန်အီရတ်နိုင်ငံကိုအမေရိကန်ဝင်တိုက်လိုက်တယ်တိုက်ပြီးဆဒမ်ဟူစိန်နန်းကျသွားတဲ့အချိန်မှာတော့ဆဒမ်ဟူစိန်ကိုတရားခွင်မှာစစ်ပါလေစစ်တဲ့ခါမှာသူကအမျိုးသားအကျိုးစီးပွားကို national interest ပေါ့နော်မျိုးသားအကျိုးစီးပွားကိုလည်းညှိုးထိုးပြီးတော့သူ့အမှုတွေကိုခြေပဖို့ကြိုးစားပါတယ်ကြိုးစားတော့ညာလည်းပဲနောက်ဆုံးပြီးတော့ကြိုးပေးကွန်မြက်ခံလိုက်ရပါတယ်ဆိုတော့ကျွန်တော်ကတော့စစ်နိုင်တဲ့သူကမှုကြီးတရားစွဲသွားတာပဲဖြစ်တယ်လေအဲ့တော့ဖြစ်တန်ကြီးပေါ့စိတ်ကူးတို့တွေဘာပဲဖြစ်ဖြစ်ဒီညီလေးမြင်နေရှုတော့မှမြင်နိုင်အောင်နော်အဲ့တော့အကယ်၍သာမြန်မာနိုင်ငံမှာဟလာဥပမာလိုက်စစ်တပ်ကြီးရှုံးသွားမယ်ရှုံးသွားလို့ရှိရင်တော့ဥမာဖြစ်ဘဲကိုကျွန်တော်တို့လက်ညှိုးထိုးပြအောင်လဲဆိုလို့ရှိရင်တို့ဆီးရီးယားနိုင်ငံလက်ညှိုးထိုးပြနောက်ဆုံးဘာရှာအာဆတ်ထွက်ပြေးသွားတယ်လေထွက်ပြေးသွားတဲ့အခါမှာဘာရှာအာဆတ်အဖွဲ့ဝင်တွေအစိုးရအဖွဲ့တွေအကုန်လုံးအဖေးဖေးဝယ်ပြေးရတာပါနော်အကောင်လုံးပြေးရတဲ့ဘဝတွေရောက်ကုန်ပါလေအဲ့တော့ဒီလေးတို့အတွေးမြင်တိုင်းပေါ့တွေးခေါ်တဲ့အတိုင်းနော်ဟိုဖြစ်ချင်တဲ့ဆန္ဒတိုင်းပေါ့ကိုတို့တွေးကြည့်လိုက်ပါမယ်ဟုတ်ပါတယ်ဦးမင်းအောင်နိုင်လဲအခမ်းမသိကြိုးပေးခံပါပါနော်အကောင်လုံးဖြစ်သွားနိုင်တဲ့အခြေအနေမျိုးတွေရှုံးနေရင်ပေါ့လေနော်ဟိုတစ်ခုလောက်ခင်မေးအောင်ပဲတစ်ခုရအောင်ဒီတစ်ခုထပ်မေးအောင်ရလာမလို့တစ်ခုပဲ မေးပါရင်မေးပါ ဟိုဒီနိုင်ငံရေးကဟိုကျွန်တော်တို့စစ်ပွဲနာမပြီးပဲနာမျိုးနိုင်ငံရေးဆွေးနွေးဝိုင်းပေါ်တက်လာနိုင်လားပေါ့မျိုးဇပွဲဝိုင်းပေါ်တက်လာနိုင်တာမျိုး သိကောင်းတဲ့မိကုံးမညီလေးနော်ဒါတွေအားလုံးနဲ့ဆန္ဒပေါ်မှာမူတည်တယ်အားလုံးကနိုင်ငံရေးနားလည်လာဖို့လိုတယ်ဆိုလိုချင်တာကနိုင်ငံရေးတိုးတက်ဖို့ဆိုလို့ရှိရင်အားလုံးကဖြစ်နေတဲ့အရာတွေအရှိတရားကိုလက်ခံနိုင်ဖို့လိုအပ်တယ်အခုချိန်ထိကအရှိတရားဖြစ်တရားကိုလက်ခံနိုင်ခြင်းမရှိဘူးနှစ်90လက်မခံနိုင်ကြသေးဘူးဆိုလိုချင်တာစစ်တပ်ဘက်ကလည်းငါတို့နိုင်တယ်တို့ကလည်းတို့ရဲ့အောင်နိုင်ခြင်းကိုဘာနဲ့တိုင်းတာလဲဆိုတော့အာနာ3ရက်ကိုကင်ဆွဲထားနိုင်တယ်မြို့ကြီးတွေအချက်ချကြတဲ့နေရာအားလုံးကိုသူထိန်းချုပ်ထားနိုင်တယ်ဒီပေါ်မှာအခြေခံပြီးတို့ကနိုင်နေတာပဲ KNU ဘိုလ်ဘူးတယောက်ပေါ့ဘိုလ်တို့တွေ့ဘူးပါတယ်ငါတို့ကင်းတော်လာကြီးနိုင်နေတာပဲအေးဆေးပဲတဲ့ဩတို့ကလည်းတို့နိုင်တဲ့ပေတန်းကတို့တိုင်းတဲ့ပေတန်းရှိတယ်အဲ့တော့အဖွဲ့တိုင်းကတို့နိုင်နေကြတာအခု NUG မင်းတို့မပြောတို့နိုင်နေတာပဲတို့လည်းမြို့တွေတိန်းထားနိုင်တယ်ဟလားနောက်တစ်ခုကလက်နက်တွေပြေဝရှိတယ်နိုင်ငံတကာနဲ့ချိတ်ဆက်မှုတွေရှိနိုင်တယ်လို့တို့တော်လိုင်းကွင်ကြီးကကြီးလာတယ်လို့အဖွဲ့အစည်းတွေချိတ်ဆက်တယ်တို့ပေတန်းနဲ့တို့ဟုတ်နေတာအားလုံးကကိုစီနိုင်နေကြတယ်နော်ကိုစီနိုင်နေကြတယ်အဲ့တော့ထောက်ခံတဲ့သူတွေမှာလည်း NUG အားပေးထောက်ခံသူတွေကလည်းငါတို့ကနိုင်နေပြီစက်တက်ရမယ်စစ်တပ်အားပေးထောက်ခံသူဟာငါတို့ကနိုင်နေပြီချိန်မောရမယ်အတိုင်းသားလက်နက်ကိုင်တွေအနေနဲ့ဟာငါတို့ကနိုင်နေပြီပြည်သူတွေအနေနဲ့လည်းအုပ်စုတွေပွဲပြီးတော့ဟလာငါတို့ကနိုင်နေကြတယ်ဒါပေမဲ့ဘယ်သူမှမနိုင်ကြပါဘူးဘယ်သူမှမနိုင်ဆိုတော့ပြည်သူအားလုံးကလည်းနားလည်ရမှာဖြစ်လို့စစ်တပ်ကလည်းနားလည်ရမယ်လက်နက်ကိုင်တွေရိုင်းနားလည်အားလုံးနားလည်လာတဲ့ခါကျလို့ရှိရင်ငါတို့တွေထွက်ပေါက်လိုအပ်ပြီဆိုတော့ပြည်သူတွေလက်ခံလာဖို့လိုတယ်ထွက်ပေါက်တစ်ခုရဖို့ဆိုလို့ရှိရင်တော့တယောက်ထွက်ပေါက်တယောက်ပိတ်ထားလို့တော့တို့ဘယ်သူမှထွက်ပေါက်ရမှာမဟုတ်ဘူးကိုကလည်းဟိုကြောက်ကမ်းမှာကြာမဲ့ကိစ္စမှာသူတင်တော့သူကျန်တဲ့သူဆွဲခေါ်မှာပဲအဲ့တော့အားလုံးအစီအပြေမဲ့လမ်းကြောကိုပြည်သူတွေအားလုံးကလည်းလိုချင်ဖို့လိုတယ်NUG ထောက်ခံသူတွေလိုအပ်တယ်လို့စစ်တပ်ထောက်ခံသူတွေလိုအပ်တယ်လို့အမျိုးသားရေးစားတဲ့အားလုံးရဲ့နိုင်ငံရေးတိုးတက်ခြင်းစိတ်တွေရှိမှသာလျှင်အခုလိုစပွဲဝိုင်းပေါ်ရောက်မှာအခုကနည်းနည်းလေးဆွေးနွေးမယ်လို့ပြောလိုက်တာနဲ့ဒါလည်းဟို NUG ထောက်ခံသူတွေထဆဲတာရှိတယ်နည်းနည်းလေးတော့အောင်ဆန်းစုကြည်နဲ့ဥဝင်းမျိုးကိုလွတ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ဟိုဘယ်လိုခေါ်မလဲတို့စစ်တပ်ထောက်ခံသူတွေထဆဲတာရှိတယ်ပြည်သူတွေကြားမှာလည်းအာဃာတတွေကြောင့်ပြားနေကြပြီအဲ့တော့သိထားမှာပါလေဆိုငါတို့တွေအားလုံးဘယ်သူမှမနိုင်ကြပါဘူးနော်မနိုင်မတဲ့အတွက်ကြောင့်ငါတို့ဘာလုပ်ကြမလဲဖြစ်ရှိတရားတွေတော့လက်ခံဖို့လိုအပ်တယ်အဲ့တော့ပြည်သူတွေကိုယ်တိုင်လည်းပြောရမယ်ဆိုရင်ဒီပြဿနာရဲ့အစိပ်ပိုင်းတွေဖြစ်နေတာတွေရှိတယ်နော်အဲ့တော့ဆွေးနွေးဝိုင်းသွားဖို့ဆိုတာတော့အကိုတို့မျှော်လင့်ထားတဲ့အရာတူပေါ့အားလုံးသိဖို့တော့လိုတာပေါ့အားလုံးကနိုင်ငံရေးအသိတွေရှိဖို့လိုအပ်နေပါပြီ KOZ တမင်္ဂလာ AR ကိုလှည့်ပြပြတယ်နော် AR ကိုလည်းတော့ဟုတ်ကဲ့ကုမောမင်္ဂလာပါကုမောမင်္ဂလာပါကြားလားမသိဘူးကြားပါပြောပါဟုတ်ကုမောကျွန်တော်6ကပါ6မြို့နေရပေါ့6မြို့နေရွာတက်တော့ဒါပေမဲ့အမှန်တရားပေါ့သူတို့ဒီကြော်ဆိုးတို့ကြော်မျိုးမင်းတို့ကဖင်ပိတ်ပြီးអော်နေတာကြသူတို့ကဒီပေါ်တာဆွဲတဲ့ကိစ္စတွေမှာပေါ့သူအတိအကျသိလို့ရှိရင်တိုင်ပါပေါ့တိုင်လို့ရှိရင်အေးအေးယူပေးတယ်ပေါ့ကျွန်တော်တို့ကကျွန်တော်ညီမရဲ့ယောက်ျားရဲ့ညီလေးဆိုရင်မှတ်ပုံတင်လဲဖို့ဆိုပြီးလောက်ကောင်မှတ်ပုံတင်တော့လဲတာဗျာ6လောက်ကောင်အဲ့ဒါတခါတည်းဆွတ်စီထားလိုက်တယ်တခါတည်းဟိုတောင်ကြီးကိုပို့ပလိုက်ပြီးတော့ကျွန်တော်ညီအရင်ပဲကျွန်တော်ညီလေးအရင်6မှာကိုမကြားလိုက်လားမသိဘူးလွန်ခဲ့တဲ့4လလောက်က6ကကိုရီးယားတင်တန်းကျောင်းမှာဝင်ပြီးတော့ပေါ်တာဆွဲတယ်ဆိုတော့လေကိုရီးယားတင်တန်းတင်နေတဲ့ကျောင်းမှာသူကတကားပိတ်ပြီးတော့တင်တာကျောင်းသားတို့အပြည့်လုံးဝမထွက်ရဘူးရန်ဖန်စီကျန်းလို့လေတကားပိတ်တာအဲ့ဒါကိုသူကဒီပြူတွေကပေါ့တနတ်ထောက်ပြီးတော့ကျောင်းဆရာမောတနတ်ထောက်ပြီးတော့တကားဖွင့်ဖြစ်မှာအဲ့ဒါဖွင့်ပေးလိုက်ယောက်ျားလေးအကုန်ဆွဲသွားတာအဲ့ဒီထဲမှာကျွန်တော်အညီရင်းပါတယ်ကျွန်တော်ရွာ6ယောက်ပါတယ်ဒါပေမဲ့အကုန်လုံးကျွန်တော်တို့ပတ်စံနဲ့လိုက်ပြီးတော့ရွေးလိုက်ရတယ်ကျွန်တော်ညီလေးကဘယ်လောက်တောင်ဆိုးလဲဆိုရင်ကျွန်တော်ညီလေးမှာသူကအသက်တဲ့ယောဂရှိတယ်အဲ့မှာနေသူတို့ရှေ့မှာတက်သွားပြီးတော့ဆေးရုံအချင်းပို့လာချက်ချင်းအေးပေါ့အဲ့ဒါကိုကျွန်တော်ညီလို့လုံးဝပြန်မပို့ဘူးဗျမပို့ဘဲနဲ့သူတို့ကအဲ့မှာတင်သူတို့ကပတ်စံနဲ့ညှိနေတော့ဗျအဲ့ရရုံးကကောင်းမတစ်ယောက်ကနေပြီးတော့သူကအရာရှိနဲ့တွေ့ခွင့်မပေးဘူးကျွန်တော်တို့မိပါတယ်ကျွန်တော်မိပါတယ်ပတ်စံထုံးတာတန်းလိုက်တာ
ဂျားတွေကကောင်းမနေပြီးတော့ तू ကအရာရှိနဲ့ဂျားတွေအဆက်တွေလုပ်ပြတယ်နောက်တော့အဲ့ကောင်မကိုစုံစမ်းကြအဲ့ကောင်မအဲ့ယုံကဘာတော့ဆိုအဲ့ယုံကအဲ့ယုံမှာတက်ကုန်းမှာတဲ့ဘာအဆင့်မှမရှိတဲ့ကောင်မဂျားရနေပြီးတော့ကျွန်တော်မိဘတွေကပတ်ဆက်ထုတ်ကြီးကိုလိုချင်နေတာပေါ့ဗျာအကုန်လိုချင်တာ तू အဲ့ပတ်ဆက်ထုတ်ကြီးကိုအကုန်လိုချင်နေတာဒါပေမဲ့ကျွန်တော်အလောက်နဲ့ရလိုက်လို့ကျွန်တော်80နဲ့ရလိုက်တယ်ဒီပြင်ကောင်ကလေးတွေက100ကျော်120ကျွန်တော်ရွာတဲ့9ယောက်အဲ့ဒါကျွန်တော်ကဒီကိစ္စကိုမောင်ပြောလို့လည်းမရဘူးကျွန်တော်ပြောလို့လည်းမရဘူးမင်းအောင်လိုက်မှာတပါဒီကိစ္စကိုတားနိုင်တယ်လို့တယောက်မှမရှိဘူးဒါပေမဲ့ဒီကောင်တွေကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ဖင်ပိတ်ညင်းနေတာကိုကျွန်တော်ကဒီကောင်တွေကသိတယ်မသိဘူးမဟုတ်သိတယ်ဒါပေမဲ့ဒီကောင်တွေအရှက်မရှိဘူးအဲ့ဒါကျွန်တော်ဖြစ်ရမှန်ဒါကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဒီတက်ပြောတဲ့ရှိတယ်ကျွန်တော်တို့ရွာမှာ gate ဖွင့်ပေးထားတယ်ကျွန်တော်တို့အစစ်တပ်ကနေ gate ထိုးပေးတာစစ်စီရေး gate ပေါ့ဗျာအဲ့ကောင်တွေကိုကျွန်တော်ရွာထမင်းတော့ပို့ပေးရတယ်အိမ်နာကျွန်းတူးပေးရတယ်ရေချိုးရေခတ်ပေးထားရတယ်ဟိုတော့ကျွန်တော်တို့ဟိုဘယ်လိုကောင်တော်လိုင်းကောင်းတော့တရားတီဆိုဇကာရီယာလို့ပေါ့ဗျာဂျပန်နေရွာတဲ့ဝင်လာလို့ရှိရင်ထမင်းကြိုက်ပို့ပေးရတယ်အဲ့ဒါရေချိုးကိုလုပ်ပေးရတယ်အဲ့လိုမျိုးကြီးဗျာဟုတ်လားအဲ့လိုမျိုးဖြစ်နေတယ် ဘယ်လိုလဲရှင်းပြပြတယ်မလားဒါနဲ့ပတ်သက်ပြီးတော့AR ပေါ့ဒီပြောတာမှန်ပါတယ်အခုလိုအရှုံးပေးရမှာဘာကြောင့်လဲဆိုတော့အကိုကိုရန်တည်နေတဲ့ကိစ္စလေးဖြစ်တယ်ဟုတ်အဲ့တော့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်ကြားလို့ရပါတယ်ဆိုပြီးတခစ်ထားခဲ့ဘူးပါတယ်တခစ်ထားခဲ့ဘူးလေနော်အဲ့တခစ်ထားခဲ့တဲ့ခါမှာအဲ့ဒီဖုန်းတွေအကုန်လုံး live ပတ်ဆက်ကြည့်ပါဘူးမှဆက်လို့မရပါဘူးနော်အခုဆိုလည်း online ပေါ်မှာဘယ်သူတွေကိုထုတ်ပေးပါပြီးထုတ်ပေးဖို့နေတာဆွဲတာမှပို့စုပတ်ဆက်ဆွဲနေတာဖြစ်တယ်နော်ဘယ်သူမှလည်းထုတ်ပေးဘူးဒါတွေကတနည်းအားဖြင့်လက်ရှိပကတိအခြေအနေနဲ့လုံးဝကွဲနေတာကိုလုံးဝသွားတွေ့နေရတယ်နော်အခုချိန်ဒီအကိထုတ်ပေးမယ်ဆိုလို့ရှိရင်နာမည်တွေရောလေကိုပိုင်နံပါတ်တွေရောပြောပြလိုက်ချင်တယ်နော်မလွယ်ပါဘူးဒါတွေကတနည်းအားဖြင့် lobby ရန်ဆန်နေလို့မကောင်းဘူးနိုင်ငံကြီးမှာဒါတို့ဒါမှတခုချွတ်ထုတ်ပေးလို့မရလို့ဆိုတော့ရဒါပေမဲ့တော်တော်ကြီးကိုပိုင်မှရမယ်တော်တော်ကြီးကိုဥမာပြင်ငွေကြေးပေးနိုင်မှရမယ်နံပါတ်1ချက်သူတို့ကိုထုတ်ပေးပါလို့ရပါတယ်ဆိုတဲ့သူတွေပေါ့နော်နောက်သွားပြောမယ်ဆိုလို့ရှိရင်ဒါတွေနဲ့ပတ်သက်ကျွန်တော်အမှုတွေအများကြီးရောက်ပါအမှုတွေဖြစ်ရတယ်အများကြီးရောက်ပါထုတ်ပေးမယ်ဆိုတော့ပြောတဲ့သူတွေအားလုံးပတ်စံအိမ်ချို့ဆိုအိမ်ပေါင်ပြီးတော့ပတ်စံ300ပေးလိုက်တာရှိတယ်350ပေးလိုက်တာရှိတယ်အဲ့ကောင်တွေကလိန်စားသွားတာဟုတ်တယ်ပြန်ထုတ်ပေးလိုက်ရပါလားစစ်တပ်နဲ့အတိုင်းဝိုင်းနေရပဲနော်အဲဒါမျိုးတွေလည်းရှိတယ်အဲ့လိုလူမျိုးတွေနောက်ဆုံးပေးပါစစ်တပ်ကပြန်လိုက်ဖမ်းနေရတဲ့ဘဝတွေရောက်နေတယ်အဲ့တော့AR တွေပြောတာတွေကိုတို့ကမှန်တဲ့အတွက်ကြောင့်မလို့ဘာမှပြန်ပြောလို့မရဘူးနော်ဟုတ်နောက်တစ်ခုခဏလေးပဲခဏလေးပဲကိုပြောခဏလေးကိုမနော်ကိုဖောက်ကလဲပါဒီကိုဖောက်ပြောပါမယ်ဟုတ်ကဲ့ကိုမောင်ခုနပြောသားတော့ဟိုပြည်သူတွေကိုဘုံကျဲတယ်ဆိုတာကျွန်တော်ကြားလိုက်တယ်ခုနအောက်ထက်ဆင်းတော့ပါပြီအဲ့တော့ပြည်သူဆိုတာကဟိုတခြားစဉ်းစားကြည့်လိုက်တော့အကုန်လုံးကပြည်သူဖြစ်နေတာဗျလူသားသမားလည်းပြည်သူမရင်းကောင်လည်းပြည်သူတဘုံကလည်းပြည်သူအဲ့ဒါလယ်သမားကလည်းပြည်သူရှာသမားကလည်းပြည်အားလုံးကပြည်သူတွေကြီးဖြစ်နေတယ်သူကဘယ်ပြည်သူပြောသွားတာလဲတော့ကျွန်တော်မသိဘူးเนาะအဲ့တော့ပြည်သူတွေကိုဘုံကျဲနေတယ်ဆိုတော့အဲ့ဒါလေးပဲလောလောဆယ်တော့ပြောချင်ပါသေးတယ်ကဲတခြားလူပြေးလိုက်ပါအောင်ဟုတ်ပြီထိုင်းနာမည်နဲ့မင်္ဂလာပါထိုင်းစာနဲ့ကြီးတာနော်တခြားလူမဟုတ်ဘူးကျွန်တော်ပဲဟောပြောအဲ့ဒါကိုမောင်ကျေးဇူးပေးကြဒီစာကျွန်တော်လေးနေတဲ့ခဏနားထောင်ပေးပါဗျာကျွန်တော်ကိုမောင်ကျွန်တော်အများကြီးမပြောပါဘူးလေးချက်ပဲမေးချင်တာဗျာဟိုကလေဒီဆိုရင်ဒီအမေစုမပြောနဲ့ဒီခြေဒီထက်လောက်မှသူကထောင်းကတော့လှုပ်လိုက်ပြီလို့ကြားတယ်နော်ကောလာဟာကြားထောင်းလှုပ်လိုက်ပြီကြားပြီးတော့ဒီကထောင်းရဲ့ပါလဲဟိုပါပေါ့ဒီအပြင်မှာပါလဲအမျိုးဟိုအဲ့မှာပါသူကနေသမင်းအမျိုးနေရတယ်ပြောသူအပြင်တော့မပြောပေါ့နော်လှုပ်လိုက်ပြီဒါပေမဲ့လို့ထောင်းမှာပဲနေရတယ်ပေါ့အမျိုးအမေစုအဆက်တော့မဟုတ်ဒီခြေဒီထက်တော့သူကကြောက်နေတာရောခြေဒီထက်တော့သူခြေဒီထက်ဆက်တော့သူကြောက်နေခြေဒီထက်မှာသူကလှုပ်ရကြပြီနော်ကြားပြီနော်လှုပ်တာကြားပြီနော်လှုပ်တာကြားပြီဒါပေမဲ့လို့ထောင်းထမ်းမှာဟိုပါခေါ်တယ်ထောင်းထမ်းမှာမဟုတ်ထောင်းအပြင်မှာထောင်းဦးစီးမှုအိမ်နာမှာသူကပါထမင်းပါဆိုအဲ့မျိုးပဲလောက်ရတယ်ပြောနားလည်းမူနေနဲ့ပေါ့အမျိုးပဲနေရအပြင်ဟုတ်အပြင်လောက်ကမျိုးတူးလေနောက်တစ်ချက်ကောင်မရကျွန်တော်ဘာပြောချင်လဲဆိုတော့အခုကသူတို့ကအခုကဒီတရုတ်မှာကျတော့ဒီရွှေချင်းပင်ကဒီဟိုပါလေသူကအပတ်နဲ့သူကပါတီရှင်းပင်နဲ့သူအဲ့လိုမျိုးငါတို့ပမာပြည်လိုအဲ့လိုမျိုးသူပြင်ပြပါတီပေါ့နော်အချောကထထားတော့ထောင်းနဲ့ထထားတယ်လေထောင်းနဲ့ထထားပြီးတော့သူကတမတက်လောက်တယ်အခုဦးမင်းအောင်လည်းအဲ့လိုပဲထောင်းနဲ့တမတက်လောက်တယ်ဒါပေမဲ့ထိုက်တော့သူကလို့ထားတယ်ဟုတ်ကောင်မောင်ရဲ့တီယူချလို့တီရွှေချင်းမြန်လောက်တယ်ထားတော့သူကအရင်ချင်းနဲ့မတူဘူးလေယူချလဲတုတ်တပြီးတဲ့နိုင်ငံတရုတ်လည်းတုတ်တပြီးတဲ့နိုင်ငံအရင်ချင်းနဲ့မတူဘဲနဲ့သူကလည်းအဲ့မျိုးတစိမ့်ဆန်ပြီးတော့မှအဲ့လိုလုံးမယ်ဆိုတော့ရေရှဦးမင်းကလည်းအဲ့သွားမယ်ဆိုတော့မလွယ်ဘူးနော်သူ့ပုံစံသူပြောဖို့ဆိုမလွယ်ဘူးနော်အခုနည်းနည်းချုံပါနော်နှစ်ချက်တန်းနေတယ်ဟုတ်ပါတယ်အဲ့နှစ်ချက်ပါခဏရထားရပါနော်ကျေးဇူးတင်ပါတယ်အဲ့တော့ပြောပြမယ်နော်ဟုတ်တယ်တို့ပြောတာသိမှန်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်
မိမိနိုင်ငံကအခြေအနေကောင်းတဲ့နိုင်ငံမဟုတ်ဘူးဒီနိုင်ငံရေးလောကမှာခေါင်းဆောင်လုပ်ရဲတယ်ဆိုတာနှစ်မျိုးပဲရှိတယ်အရန်ကိုတာဝန်ယူခြင်းလို့အရန်ကိုနိုင်ငံကိုချစ်လွန်းလို့တာဝန်ယူရသူရှိမယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်လုံးဝအာဏာယူလို့အသိဉာဏ်မဲ့လို့အဲ့နှစ်ခုပဲရှိမယ်အဲ့နှစ်မျိုးကလွဲလို့ဒီနိုင်ငံခေါင်းဆောင်ဘယ်သူမှမလုပ်သင့်ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံရဲ့ဥဆောင်မှုကိုယူလို့ရှိရင်စိန်ခေါ်မှုအရန်ကြီးတယ်အရန်ကိုခက်ခဲတယ်တောင်းတောင်းအရေးသေးတဲ့ဒီနိုင်ငံကိုအုပ်ချုပ်လို့မရအောင်အဲ့ဒါအမှန်ပဲအဲ့တော့ဒီနှစ်ခုထဲမှာအခုဦးမင်းအောင်လိုင်းကဘယ်ခုလဲဆိုတော့အားလုံးသိနေကြပါလေနော်ပြောတော့အောင်သူရောက်လှည့်ပေးပြတယ်မင်္ဂလာပါအောင်သူရမင်္ဂလာပြောပါကိုကျွန်တော်တခုလောက်မေးနေတာအခုအမြင်လေးနဲ့ကျွန်တော်အမြင်လေးပေါ့နော်ပြောပါကြအခုဘောနော်မင်းအောင်လည်းအခုသမဏဖြစ်လာပြီဆိုတော့ကာကျုံနဲ့ဟိုနောက်ကာကျုံတက်လာတဲ့ဥယျာဉ်ဝင်းဦးနဲ့ဒီသမဏရဲ့မင်းအောင်လိုင်းကြားမှာအမှန်တကယ်ဆိုရှင်ကျွန်တော်နောက်ဖွဲ့စည်းကုန်ခြေအောင်ဥပဒေရနော်နိုင်ငံရဲ့ဟို80ရာခိုင်နှုန်းလောက်အုပ်ချုပ်မှုပိုင်းကကာကွယ်ဦးစီးချုပ်ကချုပ်ကင်ထားတာဆိုတော့အခုလိုမျိုးအကြမ်းဖက်မှုတွေမရက်သွားဘဲနဲ့ဆက်လက်တည်ရှိနေတာကမင်းအောင်လိုင်းရဲ့တဘောထားလားဒါမှမဟုတ်ကာကွယ်ဦးစီးချုပ်ရဲ့တဘောထားလားအဲ့အားလေးသိချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပြောမယ်ဆိုရင်မြန်မာနိုင်ငံရဲ့အခြေခံဥပဒေအားဖြင့်ဆိုလို့ရှိရင်ချုပ်ကင်မှုတော့မဟုတ်ပါလေသမဏကတော့မြန်မာနိုင်ငံရဲ့လက်ရှိသမဏပါလေသမဏကအားလုံးရဲ့အထက်မှာရှိပါတယ်နော်ဟိုကာလုံးမှာပဲကြည့်ဒါပေမဲ့နိုင်ငံရေးအားဖြင့်အခြေခံဥပဒေအားဖြင့်ဆက်ကြည့်မယ်ဟဲ့ဆိုလို့ရှိရင်ကာကွယ်ဦးစီးချုပ်ကအရေးပေါ်အခြေအနေတို့အမျိုးသားနိုင်ငံရေးတို့နဲ့ပတ်သက်လာလို့ရှိရင်ကာကွယ်ဦးစီးချုပ်ကဦးဆောင်သွားမှာဖြစ်တယ်။အဲ့တော့စီရကိစ္စနဲ့ပတ်သက်လာလို့ရှိရင်တနည်းအားဖြင့်ကာကွယ်ဦးစီးချုပ်ကဒါလေဒါသဘောထားဒီအမှန်ပေါ့ဗျာပြောမှဆိုသူသာအုပ်စိုးထားတဲ့ပုံစံမျိုးတွေရှိတာပေါ့နော်။အဲ့တော့အခုလက်ရှိဖြစ်နေတဲ့အဖြစ်အပျက်တွေအားလုံးမှာသမရကဒီနေရာတွေအားလုံးကိုနော်ဟိုဆက်လက်ပြီးတော့စစ်အုပ်ချုပ်ရေးကြီးညာပေးထားတာကိုကာကွယ်ဦးစီးချုပ်နဲ့ဒီသမရနဲ့ဟာတနည်းအားဖြင့်ပလင်းလူဘူးဆိုလုပ်လို့ရတဲ့အခြေအနေရှိတယ်ပူပေါင်းဆောင်ရွက်ခြင်းပေါ့ပူပေါင်းဆောင်ရွက်ခြင်းလုပ်လို့ရတယ်လို့ကာကွယ်သမရအနေနဲ့ကာကွယ်ဦးစီးချုပ်ပေါ်မှာအဆန့်ကျင်အကန့်လေးလုပ်လို့ရတယ်ပေါ့နော်အဲဒီတစ်ခုမှာအခုလက်ရှိအခြေအနေမှာတော့ကာကွယ်ဦးစီးချုပ်နဲ့ဦးမင်းအောင်လှိုင်နဲ့ဟာနှုတ်သဘောတူပူပေါင်းဆောင်ရွက်နေတာလို့ပြောလို့ရတယ်အဲ့တော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ဖြစ်ပျက်နေတဲ့အရာတွေအားလုံးရဲ့နော်ဟိုစီရေးစီအားကိစ္စတွေအားလုံးကနှုတ်သဘောတူဆောင်ရွက်နေတာလို့ပြောလို့ရပါတယ်နော်နှုတ်သဘောတူပါနှုတ်သဘောတူဖြစ်တဲ့အတွက်ကြောင့်မလို့တော့ပြဿနာကတော့နှစ်ယောက်ဆုံးတာဝန်ရှိပါတယ်နော်ကဲလှည့်ပေးပါမနော်ကိုခိုင်စောတယ်မင်္ဂလာပါကိုမိုင်းချိတ်ပေးပါချိတ်ဆိုတောင်းချိတ်မှရမှာနော်တောင်းချိတ်မှတင်မယ်လေမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ပြီကိုခိုင်ရမပြောဆိုလို့ရှိရင်ကဲကိုဖုတ်ကပြောချင်လားဗျဟုတ်ကိုမပြောပါခင်ဗျကိုခိုင်ပြောပါဟုတ်ကဲ့ခင်ဗျာဒီမင်္ဂလာပါခင်ဗျာပြရတော့ဝင်တာပါလေဟုတ်ကိုရဲ့ဒီစကားပြောတော့ကျွန်တော်တို့အမြဲတမ်းနားထောင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာပေါ့နော်အရင်တုန်းကဆိုရင်ဗာလဲဗျာဒီစိတ်အာဏာနဲ့အုပ်ချုပ်တာပေါ့နော်အခုကြတော့ကျွန်တော်တို့အခုလက်ရှိမြန်မာနိုင်ငံမှာကျရင်ဒီရေကောက်ပွဲလေးလုပ်ပြီးပြီဗာမြန်မာနိုင်ငံတော့တမတာကြီးနိုင်ငံဖြစ်နေပြီပေါ့နော်ဆိုတော့ညဆိုရင်ကျွန်တော်တို့တန်းနေကြားရတယ်ဗျာဒီလူထုတွေကိုဒီရွေရောက်တဲ့ကလေးတွေကိုဘာဖြစ်လို့အဲ့လိုမျိုးဒီမျိုးကြီးပြာကြီးတွေမှာလည်းဖြစ်နေရတာလည်းမသိဘူးပေါ့နော်ဆိုတော့အခုကဒီပြထောင်စုမြန်မာနိုင်ငံတော်တမတာနိုင်ငံတော်ကြီးဖြစ်နေပြီပေါ့နော်ဆိုတော့အဲ့ဒါကြာရင်ကျွန်တော်တို့ကကြာရင်ဘလို့ဒီမိခွန်းလေးတစ်ခုမေးရှင်လို့မေးတာပေါ့နော်ဘလို့နေပြီးတော့ဒီကျွန်တော်တို့ဒီရုပ်ရှင်လောကထဲကစကားတစ်ခုတော့ထည့်ပြီးပြောလိုက်မှာပေါ့နော်အဲ့ဆိုကျွန်တော်တို့ပြည်သူလူထုကိုဟိုမဆောင်ပြောနေစကားစကားလည်းจิ้มไปก่อนได้ค่ะขอบคุณมากเลยค่ะส่งเมื่อไหร่ส่งพรุ่งนี้นะคะกรุงเทพ1 วันนะคะได้ค่ะเดี๋ยวรอดีกว่าဟုတ်ပါဟုတ်ကဲ့ပါခင်ဗျအဲ့လိုမျိုးတော့ကြတော့ဒီလက်ရှိကျွန်တော်တို့ဆိုတော့မြန်မာနိုင်ငံကိုချစ်တဲ့လူတွေကြီးပဲပေါ့နော်အကုန်လုံးအကောင်လုံးချစ်တဲ့လူတွေကြီးပဲကိုနိုင်ငံအေးချမ်းတာကိုနိုင်ငံဒီနိုင်ငံတကာနဲ့နေပြီးတော့ဘယ်လိုပြောမလဲဗျာဖြိုးမျိုးတွတ်တက်တာအလောက်ကိုက်ပေါ်တာတွေအကုန်လုံးလိုချင်တာဘသူကဖြစ်ဖြစ်သူများနိုင်ငံတွေကိုတွားပြီးတော့အလုပ်လုပ်ပြီးကြုံမခင်ချင်းဘူးကိုမီတာသူနဲ့နည်းနည်းထွတ်တဲ့အကောင်နေချင်ကြတဲ့လူတွေကြီးပဲဆိုတော့ဘာဖြစ်လို့အဲ့လိုဥစ္စာတွေဖြစ်နေရတာလဲခဏနောက်ပြီးကြတော့ဒီဘယ်လိုပြောမလဲအခုဆိုရင်ဗျာစိတ်အာဏာအုပ်ချုပ်တဲ့ဒီဟိုတချို့ကတော့ပြောကြပါလေဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါတော့တိတယ်ဒါပေမဲ့ဘာမှမဟုတ်ဘူးဘာဖြစ်လို့ဆက်ပြီးတော့အဲ့ဒီတိုင်းဖြစ်နေတာလဲပေါ့နော်စဉ်းစားလို့မရဘူးအဖြစ်ကိုရှာလို့မရဘူးခင်ဗျကျေးဇူးပါကိုမမေတစ်ချက်လောက်ဖြေပေးပါကျွန်တော်မြန်မာနိုင်ငံကြီးကခက်ပြက်ကြီးဖြစ်နေတာပါ
ပြည်သူလူထုရဲ့ဘဝနေတူဘဝတွေမှာလည်းဒုက္ခတွေအလီလီရောက်နေနော်ပြည်သူလူထုကဆင်းရဲလုံးတဲ့ခါကျတော့ခိုးဆိုးလူနိုင်တွေကလည်းပေါ်ပါတယ်နော်ပိုက်ဆံလေးရဖို့အတွက်ဆိုလို့ရှိရင်ဘာမဟုတ်တဲ့ပိုက်ဆံလေးနဲ့လူတက်ဖို့လည်းဝင်မလေးတဲ့အချိန်မျိုးတွေရှိတယ်လူရက်ဖို့လည်းအချိန်လို့ခေါ်မယ်အဆင်ပြေဘူးနော်လူရက်မှုတွေအောင်ရှိနေပါတယ်အဲ့တော့မြန်မာနိုင်ငံကြီးကဆင်းရဲမွဲတည်နေတာပေါ့ဆင်းရဲမွဲတည်မှုတွေအားလုံးဆင်းရဲမွဲတည်မှုနဲ့တူကပ်ပါလာပါလဲဆိုတော့သွေးကွဲခြင်းပေါ့နိုင်ငံကြီးမတည်ငြိမ်မှုတွေစီရေးပေါ့ဖွဲ့နေတဲ့ဖွဲ့စားတော့စရာလည်းနေလိုက်ခါလူကြတော့ဗျာသူ့ပိုင်ကိုယ်ပိုင်လူကြတာပေါ့လူတဲ့ခါမှာတော့အခုမြန်မာနိုင်ငံအခြေအနေမှာအားလုံးပေါ့လူကြတယ်လူတဲ့ခါမှာအခုဆိုလည်းဝေးမကြည့်နဲ့လေမြေရှားတပ်တူတွေပေါ်လာတယ်ကြောက်စိမ့်ပေါ်လာတယ် KIA နဲ့အတမလောင်နဲ့လူရတာပဲနော်မြေရှားတပ်တူလည်းလူနေရတာပဲဒီအလဲပိုင်းမှာတစ်တယ်နော်လူနေကြတာပဲအဲ့တော့ရွှေလုတ်ကွက်တွေကြောက်လုတ်ကွက်တွေလူနေကြတာပဲလက်နက်ကင်တွေကလူနေကြတယ်ဘာကြောင့်လူကြမှာပေါ့အားလုံးဟာမြန်မာနိုင်ငံကြီးဆင်းရဲတဲ့ခါကျတော့ဗျာဒီလိုပဲလောက်မလောက်တာလောက်ငန်းမှမရှိတယ်ဒီလိုလောက်ငါတွေဘာကြောင့်မရှိကြလဲဘလို့သွားရှိမှဗျာမြန်မာနိုင်ငံကပပေါင်းဆောင်ပိတ်ဆို့ခံထားရတဲ့အခြေအနေမျိုးတွေရှိပပေါင်းဆောင်ဘာကြောင့်ပိတ်ဆို့ခံထားရလဲတို့မြန်မာနိုင်ငံကစီးလုံးမှုမှမရှိတာနိုင်ငံရေးတိုးတက်ပြီးတော့အချင်းချင်းစီးလုံးညီညွတ်မှုလည်းမရှိကြဘူးစီးလုံးညီညွတ်မှုမရှိတဲ့အခါမှာတနည်းအားဖြင့်လုံးဝနိုင်ငံရေးမတိုးတက်လို့ရှိရင်ပပေါင်းဆောင်မတိုးတက်နိုင်ငံရေးမတိုးတက်ဖို့တော့ဘာတွေလုပ်ကြမလဲတို့တွေစီးလုံးမှုလို့စီးလုံးမှုဆိုဘာလုပ်ရမလဲတို့တွေကသူလိုချင်တာကိုလိုချင်တာထိုင်ပြောနေလို့မရဘူးသူလိုချင်တာကိုလိုချင်တာဆိုရင်ဖြစ်တင်တာဖြစ်ရှိတင်တာတွေအားလုံးကိုလက်ခံပြီးတော့အကောင်းဆုံးစီနိုင်ဆောင်ရွက်ရမယ်အစားတို့တွေအားလုံးမှာဒီဖွဲ့နဲ့တစ်ဖွဲ့ပေါ့နော်တစုနဲ့တစုလိုချင်တာတွေရွက်ထိုင်ပြောပြီးတော့ပြဿနာတွေတက်နေကြတယ်အဲ့တော့ဒီချင်းရတွေအားလုံးမှာဥဆောင်ပြီးဆောင်ရွက်နိုင်တဲ့သူတွေအားလုံးကဘာလို့လဲဆိုတော့နံပါတ်1ချက်အလုံနိုင်ဆုံးကတော့ဟုတ်ပါတယ်စစ်တပ်နဲ့ဦးမင်းအောင်လှိုင်အဲ့ကြောင့်မို့သူတို့ကိုကျွန်တော်တို့အနေနဲ့နော်ဟို PR ပေးပြောဆိုမှုတွေအပြစ်တင်မှုတွေဆဲဆိုမှုတွေပေါ့နော်စသဖြင့်ပြောနေရပါမယ်လေသူတို့အတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့သူအပြစ်တင်လို့ရတယ်နောက်တစ်ခုအပြစ်မကင်းတဲ့သူတွေမှာဘယ်သူတွေပါလဲဆိုလို့ရှိရင်တော့ကျိုးဆိုတော့လက်ခုပ်ဆိုနှစ်ဖက်တီးမှန်နေကြတာလေအဲ့တော့ဒီဖက်သူတို့ရဲ့တစ်ဖက်ချမ်းမှာနေတော့ခေါင်းဆောင်တွေအားလုံးကလည်းအရေးကြီးပါတယ်သူတို့ကလည်းလိုချင်တာတွေပဲတည်ပြီးတော့ဖြစ်တင်တာတွေကိုမေ့နေလို့မရဘူးအဲ့တော့အားလုံးညှိနှိုင်းမှုမရှိလို့ရှိရင်တော့မလွယ်ဘူးဒီထဲမှာဆက်ပြီးတော့ဗျာနော်ခုလိုမျိုးနေရာယူပါဝါယူတဲ့တမနာမျိုးနဲ့ထပ်တွေ့တဲ့ခါကျတော့နိုင်ငံ၅ပါးမှောက်ပေါ့ဗျာအဲ့တော့မြန်မာနိုင်ငံဘာကြောင့်ဒီလိုမျိုးဖြစ်ရလဲဆိုလို့ရှိရင်အားလုံးမှာအပြစ်ကိုစီရှိကြပါတယ်နော်အပြစ်နဲတာနဲ့များတာပဲကွာပါလေအဲ့တော့ကျွန်တော်တို့အားလုံးနိုင်ငံရေးလောကသားတွေအားလုံးသိရမှာကဘာလဲဆိုလို့ရှိရင်ငါတို့ဒီပြဿနာရဲ့အစိပ်ပိုင်းလားဒီပြဿနာရဲ့အစိပ်ပိုင်းငါတို့ရဲ့အစိပ်ပိုင်းတွေပဲဖြစ်တန်ကြီးရှိဆုံးဒီမိကုလို့သိကြိုက်တယ်စေတနာနဲ့မေးသွားတော့တွေ့ရတယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်နိုင်ငံကြီးဒါမျိုးမဖြစ်ချင်ဘူးဆိုတော့အဖြေဖြစ်ချင်တယ်အဖြေဖြစ်ဖို့ဆိုဘာလုပ်ရမလဲအဖြေဖြစ်ဖို့ဆိုတော့တစ်ဖက်တည်းကကြည့်လို့မရဘူးပပေါင်းဆောင်ချင်းနိုင်ငံအတွက်အဖြေရှာမှရမယ်အဖြေတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်တော့အားလုံးကညှိနိုင်ဖြစ်ဖို့လိုတယ်စစ်တပ်ဘက်ကလည်းရှော့ဖို့လိုအပ်ပါတယ်ကျွန်တော်ဒီလက်နက်ကင်တိုင်းသားလက်နက်ကင်တွေဘက်ကလည်းဖြစ်တင်တာနဲ့ဖြစ်ချင်တာတွေကြားထဲမှာရွေးချယ်ဖို့လိုနေပါပြီဒီမို့ဆိုသူဆွဲကိုဆွဲလွန်ဆွဲဝဲမှာတော့နိုင်ငံကြီးဒုက္ခရောက်နေမှာပဲလို့ပြောရမှာပါနော်အဲ့တော့ကိုဖိုကိုင်ဟုတ်တယ်အခုနောက်ပိုင်းလေအေးပါအခုနောက်ပိုင်းကျွန်တော်ကိုမောင်ဖန်ပါခုနောက်ပိုင်းကိုမောင်စိုးတွေပါညာနည်းနည်းအတန်လေးနည်းနည်းပြောင်းလာတော့အရင်တော့ကိုမောင်တငယ်ချင်းအဖေကဆွလို့တာတို့ဘာတို့ကြောင့်အခုနောက်ပိုင်းသူ့ရဲ့ live တွေပါညာပြောဖြစ်တယ်မပြောနဲ့ဘာညာတော့နည်းနည်းတော့စိတ်လူတယောက်မှလေအမှန်တရားသူ့ရဲ့စိတ်ထဲမှာရှိတာမပြောချင်တာပဲရှိတယ်ဘူးခံနေတာပဲအခုလေကိုမောင်ကိုမောင်ကကျွန်တော်တို့ကကိုမောင်ကကိုမောင်တကယ်ချင်းဟုတ်လားဘာလို့လဲကိုမောင်စိုးဟုတ်လားစိတ်နည်းနည်းပြောင်းလာတော့ကိုကျွန်တော်သိတယ်သူ့လိုက်ကျွန်တော်လိုက်ကြည့်နေရလေကိုမောင်တကယ်တာရကကြီးကျေးဇူးပါဗျာနော်အဲ့တော့မြေတာချွေတကယ်တာရကသူ့ရဲ့ကျေးဇူးတင်ပါတယ်နော်အဲ့တော့မြေတာချွေဟုတ်ပါပြောပါကျွန်တော်နောက်တစ်ခုနိုင်ငံရေးပြောပြီးဟေ့ဆိုလို့ရှိရင်တစ်ဖွဲ့ပုတ်တစ်ဖွဲ့ကတော့မှတ်ထားပါကျွန်တော်တို့ဆရာမလွတ်ပါဘူးအဲ့တော့ဆဲနေတဲ့သူတွေအားလုံးပေါ်မှာမြေတာထားဖို့ကကောင်းဆုံးကြော်လွားနေရတော့မြေတာတရားပါပဲဘာကြောင့်လဲနိုင်ငံရေးပြောရင်ဘလောက်ကြီးပဲတော်တဲ့သူဘလောက်ကြီးပဲထက်တဲ့သူဘလောက်ကြီးပဲပြည်သူထောက်ခံနိုင်ငံရေးရဲ့သဘောတရားလူသဘောလူမနောကတစ်ဖွဲ့ပေါ်တစ်ဖွဲ့ကဆဲမှာပဲဖြစ်တယ်ဒါကဘာလက်မခံနိုင်နိုင်ငံရေးနဲ့မလုပ်နဲ့လူမှုရေးနဲ့မလုပ်နဲ့ဗောနော်အဲ့တော့ဒါတွေအားလုံးကြော်လွားဖို့ကလည်းလူတွေရဲ့စိတ်ကလည်းအများနဲ့ပြောင်းလဲမှုရှိပါတယ်သူတို့ဆဲတဲ့ခါမှာလည်းသူတို့မသိလို့ဆဲတာဖြစ်နိုင်တယ်နော်သူတို့ချုပ်မြဲတယ်မှာလူအယောက်တရာရှိတဲ့သူအယောက်တရာလုံးကိုကျွန်တော်ပျော်ရွှင်အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူးလူအများစုကိုပျော်ရွှင်နိုင်အောင်လုပ်ပေးနိုင်ပြီဟေ့ဆိုလို့ရှိရင်ကျင့်တတ်တယ်အဲ့တော့လူအများစုဘက်ကိုကျွန်တော်တို့သွားရပါတယ်ဘယ်လိုပဲဖြစ်ဘာကြောင့်လဲနိုင်ငံရေးဆိုတာလူမှုအရေးဖြစ်တယ်လူအရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှန်တရားဆိုတဲ့နေရာမှာခင်မိဖို့လည်းလိုပါတယ်ကိုယ်မှန်တရားဟုတ်တော့စိတ်ထဲမှာရှိတဲ့အမှန်တရားသိမ်းထားမှာဒါမဲ့လည်းလက်တွေ့လောက society ရဲ့လိုအပ်ချက်ကိုလည်းနော်အမှန်တရားကိုလည်းကျွန်တော် conventional reality ပေါ့ conventional truth ကိုလည်းကျွန်တော်မေ့ထားလို့မရအောင်အဲ့တော့ဆဲဆိုတဲ့သူအားလုံးအကောင်းဆုံးကြော်လွှားနေရတော့မြစ်တာတရားပါပဲအချိန်တိုင်းနားလဲလာကြမှာပါနော်သူတို့လည်းအဲ့တော့ဆဲရတော့ဘယ်တော့မှမလုပ်ဘူးဆိုတော့မှတ်ထားပေးပါဗျာနော်
ဟုတ်ပြီတို့ကကိုမြင့်ဆောင်လက်ပေးပြစီနော် ဟုတ်တယ်ဟုတ်ပါတယ်ကိုမောင်ပြောလို့မိသားတရားဟာလားတော်တော်ကြီးမားလား ကျေးဇူးပါဗျ ဟုတ်ကိုမောင်ကြီး မင်္ဂလာပါ ကျွန်တော်ကတော့ဘယ်လိုပြောမလဲဆိုတော့အခုဖြစ်နေတဲ့အခင်းချင်းပြီးခဲ့တာလည်းပြီးခဲ့ပြီပေါ့နော်ကျွန်တော်ကတော့နှစ်ဖက်စလုံးကိုကနန်းကောင်လို့ကန့်လန့်မသွားတော့ဘဲနဲ့အဖြေချစေချင်တယ်ဖြေချစေချင်တယ်ဆိုတာကကျွန်တော်တို့အခုစစ်တပ်ထောက်ခံသူကိုကျွန်တော်တို့ဒီဘက်တင်ပါပြည်သူဘက်ကပြည်သူဘက်တော့တာရပေါ့နော်နှစ်ဖက်စလုံးအဲ့လိုမျိုးလေးတော့ကျွန်တော်ဖြစ်စေချင်တယ်အဲ့ဒီပုံမှာကိုမောင်တစ်ချက်ပြောပြပါ ဒီပေါ့ဆွမ်းနာကျွန်တော်ပြောသလိုပေါ့လေအားလုံးကတော့လက်ရှိဖြစ်ရှိတရားကိုလက်ခံဖို့လိုနေပြီမိမိ I think outside of the box ပေါ့ဆိုတော့ကျွန်တော်ကမိမိရဲ့အဝင်းဝိုင်းတွေကနေနည်းနည်းလေးကြိုထွက်ပြီးကြည့်ကြည့်ပါနော်ကြည့်ကြည့်ပါသူတို့မြင်တယ်လို့မြင်ဖို့ဆိုလို့ရှိရင်သူတို့ထိုင်တဲ့နေရာထိုင်ကြည့်မှမြင်မယ်တောင်ပေါ်မှာရောက်နေတဲ့သူတယောက်ကမင်းဘာမြင်လဲဆိုတောင်အောက်ကလူကလည်းမြင်ငါဒါတွေမြင်တယ်ဆိုတဲ့ခါကျမင်းမြင်တာမှားတယ်လို့ပြောလို့မရဘူးလေတောင်အောက်ကလူကလည်းပုံလန်းကြည့်ပြီးတော့ငါအဲ့ဒါပဲမြင်ဘူးငါမြင်တာဒါကြီးဆိုတော့သူအမြင်နဲ့မှားတယ်သူကပြောလို့မရဘူးအဲ့တော့တောင်ပေါ်ကလူကမြင်နေတဲ့မြင်ကလည်းမမှားဆိုတောင်အောက်ကလူကလည်းမြင်တယ်မမှားဘူးအဲ့လိုဘာလို့ရမလဲသူမြင်တယ်လို့မြင်ဖို့ဆိုရင်သူ့နေရာသွားကြည့်မှရမယ်အဲ့တော့ငါမြင်မှမှန်တယ်ဆိုတဲ့ကိစ္စလေးကြတော့ကိုကျွန်တော်အားလုံးရှော့ရမယ်အခုတော့လည်းမကောင်းဘူးနိုင်ငံရဲ့ပြစ္ဆုတ်ပံအတွက်လည်းမကောင်းဘူးเนาะအနာဂတ်တော့လည်းမကောင်းဘူးအဲ့တော့အတ္တလေးနည်းနည်းရှော့ရမှာပေါ့ဗျာเนาะဟိုတော့အစုအဖွဲ့အဝင်းဝိုင်းနဲ့နေဖို့ဆိုတာကိုကဘာရှော့ပေးရမလဲဆိုတာစဉ်းစားရင်စိတ်ချမ်းသာပါတယ်အဲ့တော့ဟုတ်ပါတယ်စူးစမ်းနေနိုင်ပြီးသွားဖို့ဆိုလို့ရှိရင်ဖြစ်ရှိတရားတွေကိုအားလုံးကလက်ခံဖို့လိုတယ်ဆိုလို့ကျွန်တော်ငါတို့လောကကြီးမှာငါတို့ပဲရှိတယ်ဆိုတော့ we are the center of the universe ဆိုတာဒါမှဘယ်လိုဟောမလဲငါတို့ကစัจ java ကြီးအလဲပေါ်မှာကောင်းကင်ဘဝလမ်းကြီးနေရကိုကောင်းပေါ်မှာရှိနေတာပဲလေလာကြည့်လိုက်ရင်ကိုကောင်းပေါ်မှာရှိနေခင်ဗျားတို့ခေါင်းပေါ်မှာရှိနေတာမဟုတ်ဘယ်သူခေါင်းပေါ်မှာဆိုလာရှိနေတာနော်အဲ့ဒီအတွက်ကြောင့်မလို့တော့ကိုတစုတစ်ဖွဲ့ပဲမှန်တယ်ဆိုတာတက်ဆောင်လို့ရှိရင်အားလုံးသောမှန်တရားတွေကိုညှိနှိုင်းမှုတော့လိုအပ်နေပါပြီဖတ်ပေါက်နိုင်ငံရေးဖတ်ပေါက်လိုအပ်နေပါပြီနော်ဟုတ်ကဲ့နော်အဲ့တော့ကိုအလဲပြကိုသမိုင်းရလေကိုသမိုင်းပြီးကိုဖုတ်ကောက်လဲပြမယ်နော်ဟိုညီကိုတယောက်အောက်ခံချပြကျေးဇူးတင်ပါတယ်ဘာကြောင့်ဆိုတော့အားလုံးစကားပြောပြီးကျွန်တော်ဆင်းပါမှာပေါ့နော်ကဲကိုသမိုင်းမင်္ဂလာပါပြောပါဦးဟုတ်ကဲ့ကြားရလားကိုမောင်ကြားပါလေဗျာကြားရလားကြားပါလေကြားဟုတ်ကဲ့အေးဗျာဟုတ်ကဲ့အဓိကတောင်းကတော့တမထကြီးဦးမရောက်လာပေါ့ဗျာဟုတ်ကဲ့သူလုတ်ပေးနိုင်မယ်ဆိုရှင်တော့တနေ့ချိန်ကျရင်တော့သူ့နာမည်ကောင်းကြနေမှာပေါ့ဒါပေမဲ့တိုင်းပြည်ဖြစ်တဲ့နေရာမှာဒါတော့နောက်ချိန်ကျရင်ဦးမရောက်လည်းဖြစ်လိမ့်မယ်လို့ပြည်သူတွေကယုံကြည်တော့မယ်ဆိုရှင်တော့စိတ်တော့မကောင်းဘူးဗျာဟုတ်ကဲ့ဒီလောက်ပါပဲဒီပေါ့သူ့ရဲ့ဥဆောင်မှုကအားလုံးသိတဲ့အတိုင်းပါဗျာနော်မြန်မာနိုင်ငံဘာဖြစ်နေပြီလဲမြန်မာနိုင်ငံမှာလက်နက်ကင်တွေကပုံများလာဖက်တင်တယ်သူကယုံကြည်နေတော့မဲသူသွားတဲ့လမ်းကြောင်းမှန်နေမယ်ဆိုတော့ယုံကြည်မှုကရှိနေတယ်ခက်တာကကျွန်တော်ပြောပြသူရေချင်းမရှိဘူးလားဆိုတော့ပုံမှန်လင်းပြောမယ်သူရေချင်းရှိလို့ပေါ့ဗျာ DSA မှာအောင်တာဟုတ်လားနောက်တစ်ခုကတက္ကသိုလ်စစ်တက္ကသိုလ်ရဲ့ပါမောက်ဘယ်လိုခေါ်မလဲကျွန်တော်တို့ကျောင်းကြီးဖြစ်တာတွေဟလာကာချုပ်ဖြစ်တာရေချင်းမရှိဘဲတော့ဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့နိုင်ငံရေးရေချင်းဆိုတာတော့လိုတယ်အဲ့နိုင်ငံရေးရေချင်းသူ့မှာလုံးဝမရှိဘူးအဲ့ဒါဘာလဲဆိုလို့ရှိရင်ပြည်သူလူထုထောက်ခံခြင်းလို့ခေါ်တယ်ပြည်သူလူထုထောက်ခံမှုမရှိရင်နိုင်ငံတခုဂျာမန်စင်အုပ်ချုပ်လည်းမရဘူးဘာကြောင့်လဲဆိုတော့ဒီမိုကရေစီဟာပြည်သူလူထုထောက်ခံမှရမယ်အဲ့တော့ဒီမိုကရက်တစ်အုပ်ချုပ်ရေးရန်ရ system ကပြည်သူကိုပြန်အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်ပြည်သူအဲ့တော့ဘာလဲဆိုအဲ့မှာ social control တွေပါတယ်နော် social norm တွေပါတယ်အဲ့လိုမျိုးပြည်သူကိုပြန်အုပ်ချုပ်ရေးပြည်သူချင်းပြန်ထိန်းသောအုပ်ချုပ်ရေးစနစ်ဖြစ်တယ်အဲ့လိုမျိုးအုပ်ချုပ်ရေးကိုဥဆောင်မှုဆိုလို့ရှိရင်ပြည်သူထောက်ခံဖို့လိုတယ်အဲ့တော့သူ့ရေးချင်းရှိတယ်သူ့ဘာတော့လည်းပဲလက်တွေ့ကြတော့နိုင်ငံရေးရေးချင်းသူ့မှာလုံးဝမရှိဘူးအဲ့တော့သူ့ဘယ်လောက်ကြီးပဲတော်နေသူကတောင်းသွားရင်ပြည်သူကမြောက်သွားမှာပဲဟုတ်လားဘယ်တော့မှပြည်သူရဲ့ပူပေါင်းဆောင်ရွက်ခွင့်ရမှာမဟုတ်အောက်မှာဒနုရှိပါတယ်နော်ဒနုပြောသားပုံစံရှင်တို့ကျွန်တော်တို့ဘာလို့အန်ဂျိုကြီးလို့ပေါ့ဘာကြောင့်လဲဆိုတော့ဒူကိုပဲရရင်ရမယ်နှလုံးသားကိုမရဘူးဆိုတဲ့စကားလေးသူလာပြောသွားသဘောကျပါအဲ့လိုပေါ့ပြည်သူနှလုံးသားကိုသူ့မှာမရပါဘူးပြည်သူနှလုံးသားဘယ်တော့မှလည်းရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့တော့သူ့နေရာမှာပြည်သူနှလုံးသားကိုရယူနိုင်တော့ပုံကိုယ်တွေနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ဆက်သွားမှရမယ်ဒီတိုင်းဆိုလို့ရှိရင်တော့တစ်လုံးနဲ့မရပါဘူးနော်အဲ့လိုပြောရမှာပါကိုဖုတ်ကိုင်မင်္ဂလာပါပြောပါဟုတ်ကဲ့ကိုပေါင်းခုနကိုမောင်ကိုညီလေးတယောက်ကကိုမောင်ဆိုးအကြောင်းလေးနည်းနည်းလေးပြောသွားလို့ကျွန်တော်အဲ့ဒါလေးပြောခွင့်ပြုပါကိုမောင်ကျွန်တော်ကနှစ်ယောက်လုံးနဲ့ခင်တယ်လေကိုမောင်နဲ့လည်းခင်တယ်ကိုမောင်ဆိုးနဲ့လည်းခင်တယ်ကိုမောင်နဲ့ကျွန်တော်လည်းဟိုတနေ့ကဆွေးနွေးကြသေးတယ်ကျွန်တော်စကားလက်ဆောင်လေးပါတယ်ဟိုကပေါ့နော်ဟိုအကြောင်းမို့ပုဂ္ဂိုလ်ကြီးဘာညာပေါ့ဗျာကိုမောင်ကအဲ့ဒါလေးပြောတော့ကိုမောင်ဟုတ်တယ်ပဲကျွန်တော်ကကိုမောင်ပြောတဲ့ user ကိုကျွန်တော်လက်ခံတယ်လူဆိုတာဝေဖန်ခွင့်ရှိရမယ်ဟုတ်လားဒီဘာသာရေးနဲ့ပတ်သက်တဲ့ပုံကိုလည်းဝေဖန်တဲ့ဝေဖန်မှာဒါကိုကျွန်တော်ဟိုအငင်းမပွားပါဘူးဒါကျွန်တော်ဆိုလို့ချင်တာလေးကကျွန်တော်မှလည်းကျွန်တော်ရဲ့တငယ်ချင်းတွေရှိတယ်တော်တော်ခင်တဲ့တငယ်နှစ်ပေါင်းများစွာတော့ကိုမောင်နှစ်20လောက်30လောက်အဲ့ဒီအခင်မမှုက
ဒီ friendship ကကိုမောင်လုတ်ယူလို့မရဘူးပဲတဲ့ကိုမောင်နှလုံးသားထဲမှာဆိုရင်သူလည်းကိုမောင်ကိုမဆက်သွယ်ဘူးပါဘူးဒါပြောတာသူ့ရဲ့နှလုံးသားထဲမှာခင်ဗျာဒါရှိနေတာပဲကိုမောင်တော့ဒါကိုမောင်ညင်းလို့မရဘူးကိုမောင်အဲ့တော့ကိုမောင်သူနဲ့ဟာလာတကယ်ချင်းဘယ်လိုဆက်သွားကျင်တာပေါ့ကိုမောင်သူကလည်းသွားကျင်တာပါပဲဘာလို့ဆိုတော့ဒီနှစ်ပေါင်းမြောက်များစွာတယောက်နဲ့နေလာကူလူဆက်ဆန်းတချို့ဆိုရင်ကိုအင်ကညီကိုမောင်မိုက်တော့ပို့ပြီးတော့အချိန်ဖြုံးရသေးတယ်သူတို့အဲ့ဒီရဲ့ရင်ကျအဲ့တော့ဒီလိုရှိတယ်ကိုမောင် impact လေးကိုကျွန်တော်ပြောပြတာပါအဲ့လိုဘာသာရေးဆိုင်ရာထိပ်ပိုင်းခေါင်းဆောင်ကြီးတွေပြီးတော့ဟာလာဥပမာဘီဒယ်ကနေပြီးတော့သူတို့ကဒေါ်နေနဲ့ကိုယူခီတော်တွေကိုပို့ပြီးတော့နာမည်ကြီးတယ်လို့ပြောလိုက်တာမျိုးတွေကတော့မရောက်မှုရတယ်ဒါပေမဲ့ impact ကတော့ကိုယ့်စီပြန်ရောက်တာများတယ်တကယ်တမ်းကျရင်ကိုမောင်နဲ့တကယ်ချင်းနဲ့ဆက်နေနေတာပဲဒါပေမဲ့နှစ်ယောက်လုံးရဲ့နှလုံးသားရဲ့ temper from the bottom of your heart မှာလည်းရှိနေပါတယ်ဒါကတကယ်ချင်းဆိုတာဒါကိုမောင်နဲ့ကိုမောင်စုနဲ့ကြားထဲမှာလည်းဘာမှဒီ character နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုမှမရှိဘူးနိုင်ငံရေးကြရင်တော့ဟုတ်ပါတယ်ကိုမောင်ပြောတာလေအပြောသဘောတော့ကောလဲမှုတွေရရှိတယ်ကိုမောင်ပြောတဲ့ user ကျွန်တော်လက်ခံနဲ့ဘယ်မှမဆိုဝေဖန်ခွင့်ရှိတယ်ဝေဖန်ပြီးဒါလည်းကျွန်မှန်တယ်သို့တော့ impact လေးကတော့ဝင်လာတယ်ဗျအဲ့ impact လေးကကျွန်တော်တို့မလိုချင်တာပေါ့နော်ကိုမောင်နော်ကိုမောင်ပြောပါတယ်ကိုမောင်ရဲ့ဒီ live ကတော့ပြောမှဆိုရင်ရင်ကြီးနဲ့ကိုမောင်ရဲ့တတ်ထားတဲ့ပညာလေးတွေနဲ့ကိုမောင်ဒီလိုဘက်ဒီဘက်ပြတတ်အောင်ရှင်းသွားတာတော့ကျွန်တော်ကတော့လက်ခံနေပါအကောင်းနဲ့ကောင်းပါလေပြောပါကိုမောင်ကျွန်တော်ခက်တူတူကိုမောင်ကအလုပ်နားတိုင်းတစ်ဆင့်မှရတယ်နိုင်ငံရေးဟာကိုကတော့ပြောတာစေတနာပြောပေမဲ့လေသူနားထောင်တဲ့သူရဲ့ခံစားချက်ပုံမှန်နဲ့မူတည်သေးတာ哦ကျွန်တော်အဲ့ဒီလည်းသိချပါတယ်နော်အားလုံးဗီဒီယိုဖိုင်တော့ဖွင့်ပြပါကျွန်တော်ညာလို့ရသူမဟုတ်ဘူးကျွန်တော်ပြောတဲ့စကားဟာကျွန်တော်တာဝန်ယူရတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ live မှာပြန်တန်းနေတဲ့ဗီဒီယိုတွေမှာကျွန်တော်မကြိုက်တဲ့ဗီဒီယိုကျွန်တော်ထောက်ချင်တာအဲ့ဗီဒီယိုယူလာခဲ့စမ်းဆိုရင်ပထမဆုံးအစ္စလမ်ဘာသာဝင်ကိုတယောက်ပေါ့နော်သူဆိုလို့ရှိရင်ယူလာတယ်သူဗီဒီယိုဖိုင်ကိုယူလာပြီးညင်းလို့မရဘူးကျွန်တော်ညင်းလို့ရတယ်ကျွန်တော်မပါဘူးညာလို့ရတယ်ကျွန်တော်မပါဘူးအဲ့တော့သူ့အနေနဲ့ကျွန်တော်ညင်းခေါင်းတဲ့ခါမှာဟုတ်ပြီဘယ်ဗီဒီယိုဖိုင်လဲဆိုတော့သူကမှရှာလို့မရပါဘူးကျွန်တော်ရှာပေးလိုက်ပါတယ်အဲ့ဗီဒီယိုဖိုင်အားလုံးလည်းနားထောင်ခိုင်းလိုက်ပါတယ်နော်အဲ့တော့ချို့နေရာတွေမှာနားလည်မှုကြတော့သူရှူတောင်းနဲ့ဆိုင်တာအဲ့ရှူတောင်းကျွန်တော်လည်းပြင်လို့မရဘူးနိုင်ငံရေးဘာပဲလုပ်လို့သူရှူတောင်းနဲ့ကြည့်တဲ့အခါမှာအဲ့ရှူတောင်းကျွန်တော်သွားပြီးညင်းလို့မရခက်တာကလည်းငိုအားဆက်ကြီးရတန်ပါဟင်းနဲ့ပြုံးလိုက်တဲ့အပြုံးညောက်ဆိုတဲ့အေးဟုတ်လေအဲ့တော့ကျွန်တော်ဒီကမှာတော့ကျွန်တော်နိုင်ငံရေးအယူဆလို့တော့ကျွန်တော်မထင်တော့ပါအခင်းမင်းလွန်သားလည်းပါမှာပါနော်အဲ့ဒါလေးပါပါလိမ့်မယ်ကဲဟုတ်ပြီကျွန်တော်ကအားလုံးချစ်ခင်ပါတယ်နော်ကျွန်တော်တို့နိုင်ငံရေးဒီစစ်ဆက်သွားကြများပြည်သူတွေစီးလုံးနေခြင်းနဲ့အမှန်တရားမှာကျွန်တော် line မတူဘူးဘက်မတူဘူးဆိုရင်တော့မှပဲကျွန်တော်တို့အမှန်တရားမှာတော့သွားဆောင်ကြမှာပါအမှန်တရားကိုခေါ်မယ်ကျွန်တော်တို့ချစ်ရင်ကျွန်တော်တို့အဲ့မှာသွားပြီးတော့ညင်မြိုင်တဲ့အကြောင်းသွားဆောင်နေရပါပဲအဲ့တော့ကိုမောင်နဲ့ဒီကျွန်တော်နဲ့ပေါ့နော်အကုန်လုံးနဲ့ခင်နေချင်းနေကြဆိုတာအမှန်တရားနဲ့ပတ်သက်လာကျွန်တော်ကိုကျွန်တော်မညာပါဘူးနော်အားလုံးလည်းမညာဘူးနောက်ဆုံးပဲကိုနိုင်ကြီးတော့မှဒါသူပြောနေအမှန်တရားသူရှုံးပေးလိုက်ရမယ်နော်အဲ့တော့အဲ့ဒီတက်တီကိုကျွန်တော်ဖြစ်စော်တိုင်းဖြစ်နိုင်တော့မွေးတယ်ဗျနော်ကျွန်တော်လည်းဒီတက်တီနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ကိုကျွန်တော်လေ့ကျင့်ယူရတာတက်တီဆိုတာချက်ချင်းဖြစ်မလာအောင်လေ့ကျင့်ယူရတာပါအဲ့တော့ကျွန်တော်လည်းကြောက်တတ်တဲ့သူတယောက်ပါပဲတက်တီတစ်ဖြည်းဖြည်းတစ်နေ့တစ်ခြားပိုရှိလာတယ်ဘာကြောင့်လဲကျွန်တော်အမြဲတမ်းဒီတက်တီကိုမွေးနေတယ်အဲ့တော့အဓိကတက်တီကတော့အမှန်တရားကိုလက်ခံရတဲ့တက်တီနော်အရှိကိုအရှိတိုင်းလက်ခံရတဲ့တက်တီကတော့ကျွန်တော်တို့အားလုံးမဖြစ်မနေမွေးတဲ့နီးနီးပြပြဝဝစိမ့်စိမ့်ပေါ့နော်အဲ့တော့အမှန်တရားကိုပေးနိုင်လိုက်ပါနော်အဲ့တော့ဒါလေးပဲကျွန်တော်အားလုံးတောင်းဆိုပါတယ်ညီကိုတွေအားလုံးအောက်ကအကုန်လုံးပါလေနော်အမှန်တရားကိုပေးနိုင်ရတဲ့တက်တီကိုကျွန်တော်မွေးရမယ်တွင်းရနိုင်ချင်တာပေါ့ဗျာနော်အဲ့တော့ကျွန်တော် like လေးချအောင်နော်အားလုံးညီကိုတွေအားလုံးကျေးဇူးတင်တယ်ချစ်ခင်လေးစားလေးရပါဗျာကျေးဇူးပါပဲကွန်ပေါင်းကျေးဇူးပါပဲကျေးဇူးပါကျေးဇူးပါကျေးဇူးပါနော်အားလုံးကျေးဇူး